Hello အားလုံးပဲမင်္ဂလာပါရှင် Way Crochet YouTube channel လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်။ Way ဒီနေ့ထုတ်ပြပေးမှာလေးကတော့ဒီ crochet flower granny square bag လေးနဲ့ crochet flower granny square hat လေးပဲနှစ်ခုကပယ်လေးပဲဖြစ်ပါတယ်ရှင်။အခု Way တင်ပြပေးထားတဲ့ဒီအိတ်လေးနဲ့ဒီအုပ်ထုပ်လေးရဲ့ tutorial လေးမှာဆိုရင်ဒီအိတ်လေးတွေကိုထိုးတဲ့အခါမှာပညာတွေအများကြီးရပါတယ်ရှင်။ဒါကြောင့်အခုဒီအိတ်ထိုးနည်းလေးနဲ့ဒီအုပ်ထုပ်ထိုးနည်းလေးကို Way နဲ့အတူလိုက်ထိုးဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။ဒီအိတ်ကလေးရဲ့ size အနေနဲ့ကျ4လက်မခွဲပဲရှိပါတယ်ဒီအရှည်အနေနဲ့ကျတော့17လက်မရှိပါတယ်အဲ့တော့17လက်မ16လက်မဆိုတော့စာအုပ်တွေပါလေးထည့်လို့ရတယ်ပြီးတော့ရှင်ဒီအိတ်ကလေးကကန်းချီတွေပါလေးဆိုရင်လည်း outfit လေးတွေလည်းဆိုရင်အရန်ပဲ try ကြည့်လို့ရတယ်အိတ်လေးပေါ့နော်ပြီးတော့ဒီအိတ်ကလေးနဲ့လည်းပုံစံတူတခါတည်းတွဲပြီးတော့အုတ်ထုတ်ကလေးလေးဝေးရနောက်ဗီဒီယိုဒီမှာထိုးပြီးတော့တင်ပြပေးသွားပါမယ်ရှင်ဒါဆိုရင်ဝေးတို့အခုလိုအပ်တဲ့ material လေးတွေကိုကြည့်လိုက်ကြအောင်ရှင်အခုဝေတို့ crochet flower granny square bag လေးထိုးဖို့အတွက်လိုအပ်တဲ့ချီလေးတွေကတော့ဝေကဒီထိုင်းချီလေးကိုသုံးပြထားတယ်ပေါ့နော်အရောင်အနေနဲ့ဒီပန်းရောင်လေးရဲ့အဖြူရောင်လေးရဲ့လိုအပ်မယ် gram အနေနဲ့တော့ဝေတို့ကဒါလေးက400 gram လောက်ပေါ့နော်ဒါလေးကတော့100 gram လောက်ဆိုရင်တော့ရပါတယ်ပြီးတော့အဆိုင်အနေနဲ့ကတော့ဝေက3 mm လေးကိုသုံးပြမယ်ပြီးရင်ကကြီးလေးလိုအပ်ပါမယ်ပြီးရင်ချုပ်ဖို့အတွက်ဒီလိုမျိုးချုပ်အကလေးချောင်းလေးလိုအပ်မယ်ပြီးတော့ရင်မာကာလေးလည်းလိုအပ်ပါမယ်ရှင်ဒါဆိုရင်ဝေတို့အခုအိတ်ကလေးကိုစပြီးတော့ဖန်တီးလိုက်ကြရအောင်ရှင်အခုဝေတို့ကဒီလိုမျိုး granny square လေးတွေကိုထိုးသွားမယ်ပေါ့နော်ဒီ granny square လေးမှာဆိုရင်လေဝေတို့အတွက်တင်ငန်းစာယူစရာလေးတွေရှိတယ်ပေါ့နော်ဘာလေးလဲဆိုရင်ဒီမှာပန်းပွင့်လေးတွေပေါ့နော်တကယ်တမ်းကြာရင်ဒီပန်းပွင့်လေးတွေကသူ့အတိုင်းချမယ်ပေါ့နော်ဒီလိုမျိုးအောက်က granny square လေးထဲမှာတွဲပြီးမထိုးသွားဘူးဆိုရင်သူကလန်နေမှာအခုကကြတော့ဒီ granny square မှာကြတော့အဲ့လိုမျိုးလေးလမ်းမနေပဲနဲ့ပန်းပွင့်လေးကိုကတ်လေးနဲ့ချက်ကလေးဖြစ်နေအောင်ဆိုပြီးတော့သူ့ကိုဒီ granny square တွေထိုးရင်းနဲ့တခါတည်းတွဲပြီးတော့ချုပ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီလိုမျိုးတွဲချုပ်ပုံလေးတွေပါထည့်ပြီးတော့ဒီ granny square လေးမှာထိုးပြသွားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ဝေတို့ကဒီ granny square လေးထိုးဖို့အတွက်ပန်းရောင်ချီလေးကိုအရင်ဆုံးယူလိုက်မယ်ပန်းရောင်ချီလေးကိုယူပြီးဆိုရင် magic ring လေးလုပ်ပါမယ် magic ring လုပ်ပုံလုပ်နည်းလေးကတော့ထုံးစံအတိုင်းပဲလက်နှချောင်းလေးအတွင်းထဲမှာလက်မလေးနဲ့ဖိပြီးတော့အပြင်ဘက်ကနေပြီးတော့ဝေတို့ကပတ်လာမယ်ပြီးဒီအတွင်းထဲမှာချက်ချစ်ကပ်ပတ်ပြီးရင်ဒီအပြင်လေးတွေမှာဖြိုင်လေးပတ်မယ်ပြီးသွားပြီဆိုရင်ဝေတို့ကဒီပထမချီအောက်ကနေဒုတိယချီလေးကိုဆွဲကော်ပြီးတော့ဖုံမီလေးတစ်ခါထိုးလိုက်ပါမယ်ရှင်ဒါလေးကို magic ring လို့ခေါ်ပါတယ်ပြီးရင်ဒီ magic ring ထဲမှာဝေတို့ကတိုင်တိုလေး8ခါထိုးပါမယ်အဲ့တော့တိုင်တိုလေးထိုးဖို့ထိုးနည်းလေးကတော့ဒီ magic ring လေးကနေချီစားလေးကိုဆွဲကောက်မယ်ပြီးသွားရင်အပေါ်မှာရှိတဲ့ချီနေပင်စလုံးတစ်ခါတည်းဆွဲထုတ်မယ်ဒါလေးကိုတိုင်တိုလို့ခေါ်ပါတယ်အခုတစ်ခါရပြီဆိုရင်နောက်ထပ်9ခါဆက်ထိုးသွားပါမယ်2ခါ3ခါ4ခါ5ခါ6ခါ9ခါ10ခါပြီးသွားပြီဆိုရင်ဝေတို့ကဒီ magic ring လေးတွေရဲ့ဒါလေးကိုဆွဲစီလိုက်ပါမယ်ပြီးသွားရင်ဝေတို့ကဒီပထမဆုံးတိုင်တိုလေးမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ရှက်ကော်လေးနဲ့ဆက်ပုံစံနည်းလေးကတော့ဝေတို့ဒီတိုင်လေးတွေကနေပြီးတော့ချီစားလေးကိုဆွဲကောက်မယ်ပြီးအပေါ်မှာရှိတဲ့ပထမချီတဲကနေပြီးတော့ဒီချီတဲကိုဆွဲပြီးတော့ခေါ်လိုက်မယ်ဒါလေးကိုရှက်ကော်လို့ခေါ်ပါတယ်အဲ့တော့ပြီးရင်ဒီ magic ring လေးကိုတင်းတင်းလေးဆွဲပြီးတော့စီးလိုက်ပါမယ်ပြီးသွားပြီဆိုရင်ဒုတိယ round လေးတက်ဖို့အတွက်ချိန်လေး3ခါတက်ပါမယ်တစ်ခါ2ခါ3ခါပြီးရင်ဒီတိုင်လေးပေါ်မှာဘာထိုးသွားမလဲဆိုရင်တိုင်ရှည်ကိုမှတိုင်ပွားတိုင်ရှည်လေးထိုးသွားပါမယ်ရှင်အဲ့တော့တိုင်ပွားတိုင်ရှည်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖုံမီလေး3ခါတက်ပါမယ်ပြီးရင်အဲ့ဒီဖုံမီ3ခါတက်တဲ့နေရာမှာပဲတိုင်ရှည်လေးနောက်တစ်တိုင်ထပ်ထိုးပါမယ်တိုင်ရှည်ထိုးဖို့ထိုးနည်းလေးကတော့အပေါ်မှာချီကိုတစ်ပတ်ရင်မယ်ပြီးသွားရင်ခုနကဖုံမီ3ခုတထားတဲ့ဒီကြားလေးလေးတွေကနေပြီးတော့ချီစားလေးကိုဆွဲကောက်မယ်ပြီးရင်အပေါ်မှာရှိတဲ့ချီသုံးမင်းနဲ့ကနှစ်ပင်ကိုတစ်ခါထုံမယ်နှစ်ပင်ကိုတစ်ခါထုံမယ်အဲ့တော့ဒီတစ်ပေါက်မှာဆိုရင်တိုင်ပွားတိုင်ရှည်လေးပြီးသွားပါပြီဖုံမီ3ခါကိုတိုင်ရှည်တစ်တိုင်လို့ယူဆတယ်ပြီးရင်နောက်ထပ်တိုင်ထပ်ထိုးတဲ့အတွက်ကြောင့်မလို့ဒီတစ်ပေါက်ထဲမှာတိုင်ရှည်2တိုင်လို့ဒီတို့ကယူဆပါတယ်ပြီးရင်နောက်ထပ်တိုင်ဒီမှာလည်းဒီတိုင်းလေးပဲတိုင်ရှည်တိုင်ပွားတွေဆက်ထိုးသွားပါမယ်အဲ့တော့နောက်တစ်ပေါက်ကနောက်ထပ်တိုင်လေးမှာ
တစ်ပေါက်ထဲမှာတိုင်ရှည်လေး2တိုင်ထိုးပါမယ်တစ်တိုင်2တိုင်နောက်ထပ်တစ်တိုင်မှာလည်းတိုင်ရှည်တိုင်ပွားလေးထိုးပါမယ်တစ်တိုင်2တိုင်ပြီးရင်နောက်ထပ်တိုင်မှာလည်းတိုင်ရှည်တိုင်ပွားလေးထိုးပါမယ်တစ်တိုင်2တိုင်ပြီးရင်နောက်တိုင်မှာလည်းတိုင်ရှည်တိုင်ပွားလေးထိုးပါမယ်တစ်တိုင်2တိုင်ပြီးရင်နောက်တိုင်မှာလည်းတိုင်ရှည်တိုင်ပွားလေးထိုးပါမယ်တစ်တိုင်နောက်တိုင်မှာလည်းတိုင်ရှည်တိုင်ပွားထိုးပါ2တိုင်အဲ့တော့ဝေတို့အခုရေးကြည့်မယ်2တိုင်4တိုင်6တိုင်8တိုင်10တိုင်12တိုင်14တိုင်16တိုင်ဝေတို့ကဒီ round 2မှာဆိုရင်16တိုင်ရှိရမယ်ပြီးရင်ဖုံးပြီး3ခုတထားတဲ့ဒီထိပ်ကလေးမှာဝေတို့ကဒီနေရာလေးနဲ့ဒီနေရာလေးကနေပြီးတော့ဒီလိုမျိုးလေးကိုရှက်ကော်လေးနဲ့ကော်လိုက်ပါမယ်ပြီးသွားရင်ဝေတို့ကဖုံးပြီးလေးတစ်ခါထိုးပြီးတော့ချီစားလေးကိုဆွဲပြီးတော့ဖြတ်လိုက်ပါမယ်အဲ့လိုလေးရပြီဆိုရင်ဝေတို့ကနောက်ထပ်အဖြူရောင်ကာလာလေးနဲ့ဆက်ပြီးတော့ထိုးပါမယ်အခုဝေတို့ကဒီအဖြူရောင်ချီလေးကိုယူပြီးသွားပြီဆိုရင် snip knot လေးအရင်လုပ်ပါမယ်လေးကိုလည်းဒီ snip knot လေးရဲ့ဂွင်းထဲကလေးကိုလည်းအထက်မှာထိုးထားမယ်ပြီးရင်ဒီတိုင်ထဲကနေပြီးတော့ဒီအဖြူရောင်ချီစားလေးကိုဆွဲကောက်မယ်ပြီးရင်အပေါ်မှာရှိတဲ့ချင်းနှပင်စလုံးကနေပြီးတော့တိုင်တိုလေးတစ်ချက်ထိုးမယ်ပြီးသွားပြီဆိုရင်ခုနကဒီဖြူအောင်စားလေးရဲ့ဒီပန်းရောင်စီစားလေးရဲ့ကိုတစ်ခါတည်းထည့်ပြီးတင်သွားမယ်ပြီးရင်နောက်ထပ်ဘေးနားကတိုင်လေးမှာလည်းတစ်ခါထပ်ပြီးတော့ဒီကနေပြီးတော့တိုင်တိုလေးတိုင်ထိုးပါမယ်အဲ့တော့ဝေတို့ကအခုတိုင်တိုလေး2တိုင်ဖြစ်သွားပြီဆိုရင်ဒီနေရာမှာဖုံမီလေး6ခါထိုးပါမယ်ဖုံမီလေးလေးကိုဖွားဖွားလေးပဲထိုးပါမယ်တစ်ခါ2ခါ3ခါ4ခါ5ခါ6ခါပြီးသွားရင်ဒီဖုံမီ6ခါပေါ်မှာတိုင်တိုလေးတွေထိုးမယ်တိုင်တိုလေးတွေကိုဒီလိုမျိုးပုံမှန်ပဲဒီချိန်လေးမှာမထိုးဘဲနဲ့ဒီအနောက်ကလေးချိန်ရဲ့အနောက်ကလေးကိုလန်လိုက်တော့ရှင်ရင်ဒီမှာခုံခုံလေးတွေရှိတယ်ပေါ့နော်အဲ့ဒီခုံခုံလေးတွေကနေပြီးတော့ဝေတို့ကချီစားလေးကိုကောက်ပြီးတော့တိုင်တိုလေးတွေထိုးပါမယ်အဲ့တော့တစ်ခါပြီးရင်နောက်ထပ်အနောက်ဘက်ကခုံးလေးကနေပြီးတော့တစ်ခါထိုးမယ်2ခါပြီးရင်နောက်တစ်ခုံးလေးကိုထပ်ထိုးမယ်3ခါပြီးရင်နောက်တစ်ခုံးလေးကိုထပ်ထိုးမယ်4ခါပြီးရင်နောက်ဆုံးမှကျတော့ဒီခုံးလေးပေါ့နော်ဒီခုံးလေးကိုထိုးမယ်ဆိုရင်5ခါအဲ့တော့တိုင်တို5ခါပြီးသွားပြီဆိုရင်တို့ကဒီအဝိုင်းလေးကိုလှည့်လိုက်မယ်လှည့်ပြီးရင်ဒီချီစားလေးကိုလည်းထည့်ပြီးသိမ့်မယ်နော်ပြီးရင်နောက်တစ်တိုင်ထဲမှာတစ်ခါထပ်ပြီးတော့တိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်နောက်တစ်တိုင်မှာလည်းအဲ့တိုင်လေးပဲတစ်ခါထပ်ပြီးတော့တိုင်တိုလေးတစ်ခါထိုးမယ်ပြီးသွားပြီဆိုရင်ဖုံမီလေးဖွားဖွားလေး6ခါထပ်ထိုးပါမယ်တစ်ခါ2ခါ3ခါ4ခါ5ခါ6ခါပြီးရင်ဒီဖုံမီလေးကိုနောက်ကျောလေးကိုလန်ပြီးတော့ဒီခုံခုံချီခုံခုံလေးတွေကနေပြီးတော့ချီလေးကိုကောက်ပြီးတော့တိုင်တိုလေးတွေတိုင်ကိုတိုင်တိုတစ်ခုစီနဲ့9တိုင်ထိုးသွားပါမယ်2ခါ3ခါ4ခါ5ခါပြီးသွားပြင်နောက်ထပ်ဘေးနားအတိုင်လေးမှာတိုင်တိုလေးတစ်ခါထပ်ထိုးမယ်ပြီးရင်နောက်ဘေးနားအတိုင်လေးမှာလည်းတိုင်တိုလေးတစ်ခါထပ်ထိုးမယ်ပြီးသွားရင်ဖုံမီလေးဖွားဖွားလေး6ခါထိုးမယ်1 2 3 4 5 6ပြီးရင်ဒီဘက်ကြောလေးကိုလှည့်ပြီးတော့ဒီအနောက်ကခုံခုံလေးတွေကနေပြီးတော့တိုင်တိုလေးတွေထိုးသွားပါမယ်တစ်ခါ2ခါ3ခါ4ခါ5ခါ6ခါပြီးရင်ဒီဘက်ကြောလေးကိုလှည့်ပြီးတော့ဒီအနောက်ကခုံခုံလေးတွေကနေပြီးတော့တိုင်တိုလေးတွေထိုးသွားပါမယ်တစ်ခါ2ခါ3ခါ4ခါ5ခါ6ခါပြီးရင်
4က5ကပြီးပြီဆိုရင်ဝေတို့ကနောက်ထပ်ဘေးနားတိုင်လေးမှာတိုင်တိုလေးတစ်ခါနှစ်ခါအဲ့အတိုင်းလေးပဲဝေတို့ကပွင့်ဖက်လေးဒီလိုမျိုးလေးတွေ8ခုရအောင်ဒီအထိအဆုံးထိထိုးသွားပါမယ်အဆုံးရအောင်တစ်ချက်ပြန်ပြပေးပါမယ်ရှင်အဲ့တော့အခုဝေတို့ကပွင့်ဖက်လေး1 4 6 8ခုရသွားပြီဆိုရင်ဝေတို့ဒီမှာပထမအဆုံးထိုးခဲ့တဲ့ဒီတိုင်တိုလေးပေါ့နော်အဲ့တိုင်တိုလေးကနေပြီးတော့ဝေတို့ကရှက်ကော်လေးနဲ့ကော်လိုက်ပါမယ်ပြီးသွားပြီဆိုရင်ဝေတို့ကအခု round 3ပြီးသွားတော့ round 4ကိုဆက်တက်မယ် round 4ကျမှတော့ဝေတို့ကဒီခုနကဘေးနားကတိုင်လေးတစ်တိုင်ကိုထပ်ပြီးတော့တိုင်တိုလေးထိုးလိုက်ပါမယ်ထိုးပြီးသွားပြီဆိုရင်ဝေတို့ကအဲ့တိုင်တိုလေးကိုမာကာလေးနဲ့မှတ်ထားမယ်ပြီးသွားပြီဆိုရင်ဝေတို့ကဒီချီစာလေးကိုနည်းနည်းလေးဆွဲဆက်လိုက်မယ်ဘာလို့လဲဆိုတော့ဝေတို့ဒီပေါ်မှာထိုးဖို့တိုင်လေးကိုမမြင်ပဲကြော်သွားတဲ့အခါလေးရှိမှာဆိုလို့ပေါ့နော်အဲ့တော့ဆွဲဆန့်ပြီးသွားပြီဆိုရင်ဝေတို့ကဘေးနားလေးမှာတိုင်တိုလေးတစ်ခါထိုးမယ်တိုင်တိုထုံးဖို့တုံးလေးရပုံမှန်တိုင်လေးပဲနော်ပြီးသွားရင်နောက်တစ်တိုင်မှာကျတော့တိုင်လက်လေးတစ်ခါထိုးပါမယ်တိုင်လက်ကလေးထိုးဖို့ထုံးလေးကတော့အပေါ်မှာခြေတစ်ပတ်ရင့်မယ်ဒီကနေပြီးတော့ခြေစာလေးကိုဆွဲကောက်မယ်ပြီးသွားရင်အပေါ်မှာရှိတဲ့ခြေသုံးပင်စလုံးကိုတစ်ခါတည်းဆွဲထုတ်မယ်ပြီးသွားရင်နောက်တစ်ပေါက်ကိုတိုင်ရှည်တိုင်စီနဲ့တိုင်ရှည်3တိုင်ထိုးပါမယ်တိုင်ရှည်ထိုးဖို့ထုံးလေးကတော့အပေါ်မှာခြေတစ်ပတ်ရင့်မယ်ဒီတိုင်လေးကနေပြီးတော့ခြေစားလေးကိုဆွဲကောက်မယ်ပြီးအပေါ်မှာရှိတဲ့ခြေသုံးပင်တွေကနှစ်ပင်ကိုတစ်ခါထုတ်မယ်နှစ်ပင်ကိုတစ်ခါထုတ်မယ်တစ်တိုင်ပြီးနောက်ထပ်တစ်တိုင်မှာတိုင်ရှည်တိုင်ထပ်ထိုးမယ်နှစ်တိုင်ပြီးရင်နောက်ထပ်ဒီထိတ်ကလေးမှာတိုင်ရှည်တိုင်ထပ်ထိုးမယ်3တိုင်ပြီးသွားပြီဆိုရင်ဒီနေရာမှာတစ်ချက်ကြည့်မယ်ဒီထိတ်ကလေးမှာဒီလိုမျိုးလေးရှိတယ်ပေါ့နော်အဲ့နေရာလေးကိုဝေတို့ကဒီလိုမျိုးခြီနဲ့တချို့ကြတော့ကော်လို့ရတယ်ပေါ့နော်အရင်လက်ကျစ်တဲ့သူကြတော့ဒီနေရာလေးမှာရှိလို့ရှိမှမသိတာဘူးပေါ့နော်အဲ့လိုမသိတာဘူးဆိုရင်ဝေတို့ကဒီလိုမျိုးချုပ်အပ်ကလေးနဲ့ဒီလိုမျိုးထိုးပြီးတော့နည်းနည်းလေးခွင်းလေးကိုဟပေးလိုက်ပေါ့နော်ဟပြီးတော့မှအဲ့ဒီမှာထိုးပါနောက်မဆိုရင်လက်တွေအရန်နာမှာဆိုလို့ပေါ့နော်အဲ့တော့အဲ့ခွင်းထဲမှာဝေတို့ကဒီခွင်းထဲမှာပဲတိုင်ရှည်လေး3တိုင်ထိုးပါမယ်ဒီတစ်ပေါက်ထဲမှာတိုင်ရှည်3တိုင်ထိုးမယ်တစ်တိုင်ပြီးအဲ့ဒီမှာပဲနောက်ထပ်နှစ်တိုင်ထပ်ထိုးမယ်နှစ်တိုင်ပြီးအဲ့ဒီမှာပဲထပ်ထိုးမယ်3တိုင်ပြီးသွားရင်ဝေတို့ကတခါဒီဘက်လေးကိုထပ်လဲမယ်ဒီနေရာလေးကနေစပြီးတော့ထိုးမယ်ဒီနေရာမှာနော်တစ်ချက်သတိထားပါအဲ့နေရာလေးမှာဝေတို့ကတိုင်ရှည်လေးတစ်ပေါက်ကိုတစ်တိုင်စီနဲ့တိုင်ရှည်3တိုင်ထိုးသွားပါမယ်တစ်တိုင်နောက်ထပ်ဒီဘေးနားကတိုင်လေးမှာလည်းတိုင်ရှည်တိုင်ထပ်ထိုးမယ်နှစ်တိုင်ပြီးရင်နောက်ဒီဘေးနားလေးမှာလည်းတိုင်ရှည်တိုင်ထပ်ထိုးမယ်3တိုင်ပြီးသွားပြီဆိုရင်နောက်ဒီဘေးနားလေးမှာကျတော့တိုင်လက်လေးတစ်တိုင်ထိုးပါမယ်ပြီးသွားရင်နောက်ဒီအောက်မှာကျတော့တိုင်တိုလေးတစ်ခါထိုးပါမယ်ဒါဆိုရင်ဒီပွင့်ဖက်အတွက်ပြီးသွားပြီဒီနေရာမှာတိုင်တိုလေးနှစ်ခုကိုထိုးခဲ့တယ်ပေါ့နော်အဲ့တိုင်တိုလေးနှစ်ခုမှာဝေတို့ကပထမတိုင်ကိုကြော်ပြီးတော့ဒီဒုတိယတိုင်တိုလေးမှာပဲတိုင်တိုလေးတစ်ခါနဲ့ဆက်ပြီးတော့ထိုးပါမယ်ပြီးရင်ဝေတို့ကဒီဘေးနားလေးမှာတစ်ခါတိုင်တိုလေးတစ်ခါထပ်ထိုးမယ်ပြီးရင်ဝေတို့ဒီပွင့်ဖက်လေးကိုနည်းနည်းလေးဆွဲဆန့်လိုက်ပုံမမေ့နဲ့နော်ပြီးသွားရင်နောက်ထပ်ဒီဘေးနားလေးမှာတိုင်လက်လေးတစ်ခါထိုးပါမယ်ပြီးသွားရင်တစ်တိုင်ကိုတိုင်ရှည်တစ်တိုင်စီနဲ့တိုင်ရှည်လေး3တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးသွားရင်ဒီထိတ်ကလေးပေါ့နော်ဒီနေရာလေးမှာတိုင်ရှည်တစ်ပေါက်ထဲမှာ3တိုင်ထိုးပါမယ်အဲ့လိုမျိုးလေးထိုးလို့မရဘူးဆိုရင်တို့ကဒီလိုမျိုးချုပ်အပ်ကလေးနဲ့နည်းနည်းလေးဆွပေးလိုက်နော်ဒါမှပေါက်ကလေးကနည်းနည်းလေးဟာလာမှာမလို့ပါပြီးရင်အဲ့ဒီမှာပဲတစ်ပေါက်ထဲမှာတိုင်ရှည်လေး3တိုင်ထိုးပါမယ်တစ်တိုင်
2 တိုင် 3 တိုင်ပြီးသွားရင်နောက်ဒီဘေးနားလေးမှာတစ်ပေါက်ကိုတိုင်ရှည်တစ်တိုင်စီနဲ့3 တိုင်ထိုးပါမယ်တစ်တိုင် 2 တိုင် 3 တိုင်ပြီးသွားရင်နောက်ဒီအောက်မှာကျတော့တိုင်လေးတိုင်ထိုးပါမယ်ပြီးသွားရင်ဒီအောက်လေးမှာကျတော့တိုင်တိုလေးတိုင်ထိုးပါမယ်ပြီးသွားရင်ဒီမှာချထားတဲ့တိုင်တိုနှစ်ခုမှာတစ်ခုကိုကြော်ပြီးတော့ဒီဒုတိယမြောက်တိုင်တိုလေးမှာတိုင်တိုလေးနဲ့တစ်ချက်ဆက်ပါမယ်ပြီးသွားရင်တော့ဒီပုံမှာထိုးခဲ့တဲ့အတိုင်းပဲဒီပွင့်မှန်လေးဒီပုံမှာလည်းအဲ့လိုမျိုးလေးတွေအဆုံးထိထိုးသွားပါမယ်ဒီဆိုရောက်တော့ရှင်ကိုတစ်ချက်ပြန်ပြပေးပါမယ်ရှင်အဲ့တော့အဆုံးမှာဝေတို့ကဒီအောက်ခြေတိုင်တိုအထိထိုးပြီးသွားပြီဆိုရင်ဝေတို့ကဒီမှာတိုင်တိုလေးတစ်ခုကျန်နေပါတော့အဲ့တိုင်တိုလေးကိုကြော်ပြီးတော့အခုမာကာချိတ်ထားတဲ့ဒီတိုင်လေးမှာဝေတို့ကရှက်ကော်လေးနဲ့ကော်လိုက်ပါမယ်ပြီးသွားရင်ဖုံးမီလေးတစ်ခါထိုးပြီးတော့ခြေစလေးကိုဆွဲပြီးတော့ဖြတ်လိုက်ပါမယ်ပြီးရင်ဝေတို့ကဒီခြေစလေးတွေကိုတစ်ခါလေးထည့်ပြီးတော့အနားတက်ပြီးတော့တင်လိုက်ပါမယ်ရှင်ဒီခြေစလေးတွေကိုဝေတို့ကဒီအနောက်ဘက်ခြမ်းလေးတွေကိုထည့်ပြီးတော့အနားတက်ပြီးတော့တင်လိုက်ပါမယ်အဲ့တော့ကိုဝေတို့ကဒီလိုမျိုးလက်လာလေးအချီစာလေးတွေကိုတက်ပြီးသွားပြီဆိုရင်ဝေတို့ကဒီပန်းပွင့်လေးမှာဒီပန်းရောင်ချီစာလေးကိုထည့်ယူမယ်ထည့်ယူပြီးဒီပန်းရောင်ချီစာလေးကို smooth curl လေးအရင်လုပ်လိုက်မယ် smooth curl လေးလုပ်ပြီးသွားပြီဆိုရင်ဝေတို့ကဒီမှာကြားထဲမှာဝေတို့တိုင်တိုတစ်ခါထိုးခဲ့တယ်နော်အဲ့တိုင်တိုလေးရနေဝေတို့စပြီးတော့ချီစာလေးကိုစကောက်လိုက်မယ်ဒီ smooth curl လေးကနောက်ထားတဲ့ချီလေးကိုအထက်မှာပဲထည့်ထားနော်အထက်မှာထည့်ထားပြီးတော့ရှင်ဝေတို့ကအဲ့နေရာလေးမှာတိုင်တိုလေးတစ်ချက်ထိုးလိုက်ပါမယ်ပြီးသွားပြီဆိုရင်ဝေတို့ကအဲ့တိုင်လေးမှာမာကာလေးနဲ့မှတ်ထားပါမယ်မှတ်ပြီးသွားရင်ဝေတို့ကချိန်လေး9ခါထိုးပါမယ်ဖွက်ဖွာလေးထိုးပါမယ်တစ်ခါနှစ်ခါ3ခါ4ခါ5ခါပြီးသွားပြီဆိုရင်ဝေတို့ကဒီပွင့်ဖက်ကနောက်ကနေပြီးတော့အဲ့ဒီချိန်9ခါလေးကိုယူလာပြီးရင်ဝေတို့ကဒီအလဲကဒီတိုင်တိုလေးနေရာလေးမှာပဲတိုင်တိုလေးတစ်တိုင်ထိုးပါမယ်ပြီးသွားရင်နောက်ထပ်ချိန်လေး9ခါထပ်ထိုးမယ်တစ်ခါနှစ်ခါ3ခါ4ခါ5ခါပြီးရင်ဒီအနောက်ကနေပြီးတော့ဒီအလဲကတိုင်လေးနေရာမှာတိုင်တိုလေးနေရာမှာတိုင်တိုလေးတစ်တိုင်ထိုးပါမယ်ပြီးသွားရင်တော့ချိန်လေး9ခါထိုးမယ်1 2 3 4 5ပြီးရင်ဒီအနောက်ကနေဒီအလဲကတိုင်တိုလေးနေရာမှာတိုင်တိုလေးတစ်ခါထိုးမယ်အဲ့ဒီတိုင်လေးပဲဝေတို့က10ခါကိုဒီအဆုံးတဲ့ထိထိုးသွားပါမယ်ဒီနေရာရောက်တဲ့ရှင်တစ်ချက်ဝေပြန်ပြပေးပါမယ်ရှင်အဲ့တော့အခုနောက်ဆုံးဝေတို့ကဒီမာကာလေးချိန်ထားတဲ့နေရာကိုရောက်လာပြီဆိုရင်အဲ့မာကာလေးကိုဖြုတ်ပြီးတော့အဲ့နေရာလေးမှာရှက်ကော်လေးနဲ့ကော်လိုက်ပါမယ်ဒီလိုကော်ပြီးသွားပြီဆိုရင်ဝေတို့ကနောက်ထပ် round 6ကိုဆက်တက်မယ် round 6ကိုဆက်တက်ဖို့အတွက်ဝေတို့ကဒီဖူးမီ9ကထိုးရတဲ့ဒီကွင်းလေးပေါ့နော်ဒီကွင်းလေးတဲ့ကိုနောက်ထပ်ရှက်ကော်လေးတစ်ခါထပ်ပြီးတော့ကော်လိုက်ပါမယ်ကော်ပြီးသွားရင်ဝေတို့ကဖူးမီလေး3ခါထိုးပါမယ်တစ်ခါနှစ်ခါ3ခါပြီးသွားရင်ဒီဖူးမီ9ခါထိုးတဲ့နေရာလေးထဲမှာတိုင်ရှည်3တိုင်ဖူးမီ2ခါတိုင်ရှည်3တိုင်ထိုးမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုဖူးမီ3ခါကတိုင်ရှည်တိုင်လို့ယူမယ်ပြီးရင်နောက်ထပ်တိုင်ရှည်လေး2တိုင်ထပ်ထိုးမယ်တစ်တိုင်အဲ့တော့စုစုပေါင်းတိုင်ရှည်3တိုင်ပြီးရင်ဖူးမီလေးတစ်ခါ2ခါချမယ်ပြီးသွားရင်အဲ့ဒီထဲမှာပဲတစ်ခါထပ်ပြီးတော့တိုင်ရှည်လေး3တိုင်ဆက်ထိုးပါမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဖုံမီလေးတစ်ခါချပြီးတော့နောက်ထပ်ဖုံမီ9ကထိုးထားတဲ့ဒီခွင်းလေးတွေကိုကူးပြီးတော့ဒီခွင်းလေးထဲမှာတိုင်ရှည်3တိုင်ထိုးပါမယ်တစ်တိုင်
2တိုင်း3တိုင်းပြီးရင်ဖုံးပြီးတစ်ခါချားမယ်ပြီးသွားပြီဆိုရင်နောက်ထပ်ကွင်းတစ်ခုကိုထပ်ပြီးတော့ကူးမယ်ဘယ်လိုကူးမလဲဆိုရင်ဒီရှိရထိုးခဲ့တဲ့အတိုင်းပဲတိုင်ရှည်3တိုင်းဖုံးပြီး2ခါတိုင်ရှည်3တိုင်းဒီထဲမှာထိုးပါမယ်1တိုင်း2တိုင်း3တိုင်းပြီးဖုံးပြီး2ခါချားပါမယ်ပြီးတော့အဲ့ထဲမှာပဲနောက်ထပ်တိုင်ရှည်3တိုင်းထပ်ထိုးမယ်1တိုင်း2တိုင်း3တိုင်းပြီးသွားပြီဆိုရင်ဖုံးပြီးလေးတစ်ခါချားပြီးတော့နောက်ထပ်ဖုံးပြီး5ခုခွင်းထဲမှာတိုင်ရှည်လေး3တိုင်းထိုးပါမယ်ဒီထဲမှာ1တိုင်း2တိုင်း3တိုင်းပြီးသွားပြီဆိုရင်ဖုံးပြီးတစ်ခါချားမယ်ပြီးရင်ဒီနေရာလေးမှာကျတော့တိုင်ရှည်3တိုင်းဖုံးပြီး2ခါတိုင်ရှည်3တိုင်းအဲ့လိုမျိုးလေးနဲ့ဒီလိုမျိုးတောင်းလေးပေါ့နော်4တောင်းလေးဖြစ်သွားအောင်ဒီအဆုံးထိထိုးလာခဲ့ပါမယ်ဒီဆုံးရောက်တော့ရှင်ဝေတစ်ချက်ပြန်ပြပေးပါမယ်ရှင်အဲ့တော့ကိုဝေတို့ကနောက်ဆုံးရောက်ပြီဆိုရင်ဖုံးပြီးလေးတစ်ခါထိုးပြီးတော့ခုနကဒီဖုံးပြီး3ခုထိုးထားတဲ့ဒီချိတ်ကလေးမှာဝေတို့ကရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ဒီနေရာလေးမှာပေါ့နော်ဝေတို့ကဘယ်လိုယူရမလဲဆိုရင်ဒီလိုမျိုးလေးယူရဒီကွင်းလေးနဲ့ဟိုဘက်ကွင်းလေးနဲ့ပေါ့နော်အဲ့ဖုံးပြီး3ခုရဲ့အထိပ်လေးမှာယူပြီးတော့ရှက်ကော်လေးဆက်လိုက်ပါမယ်ရှင်အဲ့တော့ဘယ်လိုလေးဖြစ်မလဲဆိုရင်ဝေတို့ကနောက်ကျောဘက်ကိုတစ်ချက်လန်ကြည့်တော့ရှင်ဒီလိုမျိုးလေး၄တောင်ဖြစ်မယ်ပေါ့နော်ဒီမှာတိုင်ရှည်3တိုင်းဖုံးပြီး2ခုတိုင်ရှည်3တိုင်းထိုးထားတဲ့တောင်လေး2ခုရှိတယ်ဒီပေါ်မှာလည်းအလိုတောင်လေး2ခုရှိတယ်အဲ့တော့အခုအဲ့တိုင်းလေးပဲဝေတို့ကဆက်သွားပါမယ်အဲ့တော့အခု round 7ကိုဆက်တက်မယ် round 7ကိုဆက်တက်ဖို့အတွက်ဝေတို့ကရှက်ကော်လေး3ခါထိုးမယ်ဖုံးပြီး2ခုချထားတဲ့ကွင်းထိရအောင်ပေါ့နော်အဲ့တော့တစ်ခါ2ခါပြီးဒီထဲကိုတစ်ခါထပ်ပြီးတော့ထိုးမယ်3ခါပြီးရင်ဒီတောက်နေရာရောက်တော့ရှင်တော့ဒီတောက်အတိုင်းပဲပုံစံတူပဲထပ်ထိုးမယ်ဖုံးပြီးလေး3ခါတစ်ခါ2ခါ3ခါတက်မယ်အဲ့ဒီမှာနောက်ထပ်တိုင်ရှည်လေး2တိုင်ထပ်ထိုးမယ်တစ်တိုင်2တိုင်ပြီးရင်ဖုံးပြီးလေး2ခါချားမယ်ပြီးတော့အဲ့ဒီမှာပဲနောက်ထပ်တိုင်ရှည်3တိုင်ထပ်ထိုးပါမယ်တစ်တိုင်2တိုင်3တိုင်ပြီးသွားရင်ဖုံးပြီးလေးတစ်ခါချားမယ်ပြီးသွားပြီဆိုရင်ခုနကတော့ကဒီမှာဖုံးပြီးတစ်ခုချားတဲ့ဒီကြားထဲလေးမှာတိုင်ရှည်3တိုင်ထိုးပါမယ်တစ်တိုင်2တိုင်3တိုင်ပြီးရင်ဖုံးပြီးလေးတစ်ခါထပ်ချားမယ်ပြီးသွားရင်ဒီဖုံးပြီးတစ်ခုချားထားတဲ့အောက်က row 6တန်းလေးထဲမှာတိုင်ရှည်လေး3တိုင်ထိုးပါမယ်တစ်တိုင်2တိုင်3တိုင်ပြီးသွားရင်ဖုံးပြီးတစ်ခါချားမယ်ပြီးရင်ဒီတောင်လေးမှာတော့ဒီတောင်လေးတိုင်းပဲတိုင်ရှည်3တိုင်ဖုံးပြီး2ခါတိုင်ရှည်3တိုင်ထိုးပါမယ်တစ်တိုင်2တိုင်3တိုင်ပြီးရင်ဖုံးပြီး2ခါချားမယ်ပြီးသွားရင်ဒီထဲမှာပဲနောက်ထပ်တိုင်ရှည်3တိုင်ထပ်ထိုးပါမယ်တစ်တိုင်2တိုင်3တိုင်ပြီးရင်ဖုံးပြီးတစ်ခါချားမယ်ပြီးသွားရင်ဒီဖုံးပြီးတစ်ခုချားရတဲ့ကြားထဲမှာတိုင်ရှည်3တိုင်ထိုးမယ်ပြီးဖုံးပြီးတစ်ခါချားမယ်ဒီဖုံးပြီးတစ်ခုချားရတဲ့ကြားထဲမှာတိုင်ရှည်3တိုင်ထိုးမယ်ပြီးသွားရင်ဒီတောင်းရောင်ရင်တောင်းတိုင်းပဲထိုးမယ်အဲ့တိုင်းလေးပဲဝေတို့ကဒီလိုမျိုးလေးအဆုံးထိထိုးသွားပါမယ်အဆုံးရောက်တော့ရှင်ဝေတစ်ချက်တင်ပြပေးပါမယ်ရှင်အဲ့တော့အခုဝေတို့က row 7နောက်ဆုံးရောက်တဲ့အခါမှာဖုံးပြီးလေးတစ်ခါထိုးမယ်ပြီးသွားရင်ဒီခုနကဖုံးပြီး3ခုတက်ထားတဲ့ထိပ်ကလေးမှာရှက်ကော်လေးနဲ့ခေါ်လိုက်ပါမယ်ပြီးတော့ပြီဆိုရင်အခု row 8ကိုဆက်ထိုးမယ် row 8မှာဆိုရင်ဒီပန်းပွင့်လေးတွေကိုဆက်ပြီးတော့တွဲသွားမယ်ပေါ့နော်အဲ့တော့ဒီ row 8ကိုဒီဖုံးပြီးနှစ်ခုကြားထဲရောက်တဲ့အထိဝေတို့မှာရှက်ကော်လေးနဲ့ခေါ်သွားပါမယ်ဒီ2ခါ3ခါဒီတောက်ရောက်ပြီဆိုရင်ဝေတို့ကပုံမှန်တိုင်းလေးပဲဖုံးပြီးလေးတစ်ခါ2ခါ3ခါတက်မယ်ပြီးတော့အဲ့ဒီမှာပဲတိုင်ရှည်လေးနောက်ထပ်2တိုင်ထိုးပါမယ်တစ်တိုင်ဖုံးပြီး3ခုတစ်တိုင်ပြီးနောက်ထပ်တိုင်ရှည်တစ်တိုင်ရယ်2တိုင်ထိုးပြီးသားပြီဆိုရင်3တိုင်ပြောင်းပါဝေတို့ကဒီပန်းပွင့်လေးနဲ့တွဲပါမယ်အဲ့တော့တွဲပုံတွဲနည်းကဘယ်လိုတွဲမလဲဆိုရင်ဝေတို့ကဒီတောင်းကပေါ့နော်ပွင့်ဖက်လေးတွေကိုတွဲမှာအဲ့တော့မတွဲခင်မှာဝေတစ်ချက်ပြပေးမယ်
ဒီပန်းပွင့်ရဲ့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 ကိုနည်းနည်းလေးဒီလိုမျိုးအခလေးနဲ့ပေါ့နော်နည်းနည်းလေးထိုးပြီးတော့နည်းနည်းလေးတစုတစည်းရထားလိုက်ဘာလို့လဲဆိုတော့ရှုပ်သွားမှာဆိုတော့အဲ့တော့ဝေတို့ကဒီပန်းပွင့်ပွင့်ဖက်လေးခုကိုတွဲမယ်ပေါ့နော်အဲ့တော့တွဲပုံတွဲနည်းတစ်ချက်ပြမယ်တွဲပုံတွဲနည်းကအပေါ်မှာပုံမှန်တိုင်းပဲတိုင်ရှိလို့ပဲချီကိုတစ်ပတ်ရစ်မယ်ပြီးသွားရင်ဒီပွင့်ဖက်ကဒီထိတ်ဆုံးလေးပေါ့နော်ဒီထိတ်ဆုံးလေးဒီတိုင်လေးရနေပြီးတော့အခလေးကိုထိုးကော်မယ်ပြီးသွားရင်ဒီအောက်က row 7ကဖုံးပြီးနှစ်ခုချတဲ့ဒီကြားလေးကနေပြီးတော့ချီစားလေးကိုဆွဲကောက်မယ်ပြီးသွားရင်အပေါ်မှာရှိတဲ့ချီသုံးပင်ကနှစ်ပင်ကိုတစ်ခါထုံးမယ်နှစ်ပင်ကိုတစ်ခါထုံးမယ်ပြီးရင်ပုံမှန်တိုင်းပဲဖုံးပြီးလေးတစ်ခါနှစ်ခါထပ်ထိုးမယ်ပြီးသွားရင်နောက်တစ်ချက်နဲ့ထပ်တွဲမယ်အပေါ်မှာချီကိုတစ်ပတ်ရစ်မယ်ခုနကတွဲထားတဲ့လမ်းကြောင်းလေးတိုင်းပဲလို့ထိုးကော်မယ်ချီစားလေးကိုဆွဲကောက်မယ်ပြီးရင်အပေါ်မှာရှိတဲ့ချီသုံးပင်ကနှစ်ပင်ကိုတစ်ခါထုံးမယ်နှစ်ပင်ကိုတစ်ခါထုံးမယ်ပြီးရင်နောက်ထပ်နှစ်တိုင်ကိုကြားတော့ဝီတို့ကဒီပန်းပွင့်နဲ့အောက်က granny square ရဲ့ဒီအောက်ထဲမှာရှိတဲ့ဒီ row 7ရဲ့ဖုံးပြီးနှစ်ခုလေးကြားလေးကနေပြီးတော့ကောက်ပြီးတော့ထိုးပါမယ်တစ်တိုင်နှစ်တိုင်နော်ပြီးသွားပြီဆိုရင်ပုံထုံးစံတိုင်းပဲဖုံးပြီးလေးတစ်ခါချမယ်ဒီကြားထဲလေးမှာတိုင်ရှည်လေး၃တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်ပြီးဖုံးပြီးတစ်ခါချမယ်ဒီကြားထဲလေးမှာတိုင်ရှည်၃တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်ပြီးဖုံးပြီးတစ်ခါချမယ်ဒီကြားထဲလေးမှာတိုင်ရှည်၃တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်ပြီးဖုံးပြီးတစ်ခါချမယ်ပြီးသွားရင်ဒီထိတ်ကလေးပေါ့နော်ဒီထိတ်ကလေးကိုတစ်ခါပတ်ဝင်လေးဆက်မယ်မဆက်ခင်မှာတိုင်ရှည်နှစ်တိုင်ရင်ထိုးမယ်တစ်တိုင်နှစ်တိုင်ပြီးရင်နောက်ဆုံး၃တိုင်တိုင်ရှိကြတော့ရှင်ဝေတို့ကဒီပွင့်ဖက်လေးပေါ့နော်ဒီထောင်းရဲ့ပွင့်ဖက်လေးကဒီထိတ်လေးမှာတိုင်လေးရှိတယ်ပေါ့နော်အဲ့တိုင်လေးကနေဝေတို့ကအဲ့လေးကိုထိုးမယ်ပြီးသွားရင်ဒီ row 7မှာဖုံးပြီးနှစ်ခုချတဲ့ဒီကြားလေးကနေပြီးတော့ချီစားလေးကိုဆွဲကောက်မယ်ပြီးအပေါ်မှာရှိတဲ့ချီသုံးပင်နဲ့နှစ်ပင်တစ်ခါထုံးမယ်နှစ်ပင်တစ်ခါထုံးမယ်ပြီးရင်ထုံးစံတိုင်းလေးပဲဖုံးပြီးလေးတစ်ခါနှစ်ခါချမယ်ပြီးရင်နောက်ထပ်တိုင်ရှည်၃တိုင်ရဲ့ပထမဆုံးတိုင်လေးမှာတစ်ခါထပ်ပြီးတော့ဒီပွင့်ဖက်လေးနဲ့တွဲပါမယ်ပြီးရင်နောက်ထပ်နှစ်တိုင်ကိုကြတော့ဒီပွင့်ဖက်နဲ့ဒီအောက်က granny square ရဲ့ကြားထဲကနေပြီးတော့ထိုးပါမယ်တစ်တိုင်နှစ်တိုင်ပြီးရင်ဖုံးပြီးလေးတစ်ခါချမယ်ပြီးအဲ့တိုင်လေးပဲဝီတို့ကဒီထောင်လေးတွေရဲ့ပန်းပွင့်လေးနော်ဒီပွင့်ဖက်လေးနှစ်ပွင့်ကိုလည်းအဲ့တိုင်လေးဝီတို့ဒီအဆုံးထိထိုးသွားပါမယ်အဆုံးရရင်ဝီချက်ပြပြပေးပါမယ်ရှင်နောက်ခုဝီတို့ကနောက်ဆုံးမှာဒီလိုမျိုးလေးပေါ့နော်၄ခု၄ပတ်ပွင့်ဖက်လေးတွဲပြီးတော့ပြီဆိုရင်ဖုံးပြီးလေးတစ်ခါထိုးမယ်ပြီးရင်ခုနကဖုံးပြီး၃ခုတထားတဲ့ထိပ်ကလေးမှာဝီတို့ကရှက်ကော်လေးနဲ့ကော်ပါမယ်ပြီးရင်နောက်ထပ် row 9တက်ဖို့အတွက်ဝေတို့ကရှက်ကော်လေး၃ကကိုဒီဖုံးပြီးနှစ်ခုချထားတဲ့နေရာထိရအောင်ကော်သွားပါမယ်အဲ့တော့ဒီနေရာရောက်ရင်ပုံမှန်တိုင်းပဲဖုံးပြီးလေး၃ကတက်မယ်တစ်ခါနှစ်ခါ၃ခါဖုံးပြီးလေး၃ကတက်ပြီးသွားတော့ရှင်နောက်ထပ်တိုင်ရှည်နှစ်တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်အဲ့တော့ဖုံးပြီး၃ကနဲ့ဆိုရင်စုစုပေါင်းတိုင်ရှည်၃တိုင်ပြီးသွားရင်တစ်ခါနှစ်ခါဖုံးပြီးနှစ်ခါချပြီးရင်းမှာပဲနောက်ထပ်တိုင်ရှည်၃တိုင်ထပ်ထိုးမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်ပြီးသွားပြီဆိုရင်နေရာလေးမှာဖုံးပြီးလေးတစ်ခါချမယ်ပြီးသွားရင်ပုံမှန်တိုင်းလေးပဲဒီထဲမှာတိုင်ရှည်လေး၃တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်သုံးတိုင်ပြီးရင်ဖုံးပြီးတစ်ခါချမယ်ပြီးသွားရင်ဒီပွင့်ဖက်လေးတွေကိုဆွဲဖြုတ်လိုက်မယ်ဘာလို့လဲဆိုတော့အခုဒီပွင့်ဖက်လေးတွေကိုတွဲပါမယ်အဲ့တော့ဒီပွင့်ဖက်လေးကိုဘယ်လိုတွဲမလဲဆိုရင်တို့ကဒီတိုင်ရှည်၃တိုင်ပြီးသွားပြီးရင်ဒုတိယမြောက်တိုင်ရှည်၃တိုင်ရဲ့နောက်ဆုံးတိုင်မှာတွဲပါမယ်အဲ့တော့ပထမဆုံးဒီကြားထဲမှာတိုင်ရှည်လေး2တိုင်ကိုအရင်ထိုးမယ်တစ်တိုင်နှစ်တိုင်ပြီးသွားရင်၃တိုင်မြောက်ကြတော့ရှင်
ပွင့်ဖက်လေးနဲ့တွဲမယ်အပေါ်မှာဂျီကိုတစ်ပတ်ရစ်မယ်ပြီးသွားရင်ဒီရဲ့ထိတ်ကလေးရဲ့ဒီတိုင်လေးကနေပြီးတော့ဆွဲကောက်မယ်ပြီးသွားရင်ခုနကထိုးနေတဲ့ဒီဖုံးမီတစ်ခုချရတဲ့ row 8ရဲ့ကြားထဲကနေပဲခြေစားလေးကိုဆွဲကောက်မယ်ပြီးသွားရင်အပေါ်မှာရှိတဲ့ခြေသုံးပင်လေးကနှစ်ပင်တစ်ခါထုံးမယ်နှစ်ပင်တစ်ခါထုံးမယ်ပြီးသွားရင်ဖုံးမီတစ်ခါထိုးပြီးတော့ဒီဘက်ကလေးကိုလည်းအဲတိုင်လေးပဲတိုင်ရှည်3တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးသွားရင်ဖုံးမီတစ်ခါချမယ်ဒီနေရာလေးမှာတိုင်ရှည်3တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဖုံးမီတစ်ခါချမယ်ပြီးသွားရင်ဒီထောင်လေးမှာတော့ဒီထောင်တိုင်လေးပဲတိုင်ရှည်3တိုင်ဖုံးမီနှစ်ခါတိုင်ရှည်3တိုင်ထိုးပါမယ်နှစ်တိုင်3တိုင်တစ်ခါနှစ်ခါပြီးသွားရင်တိုင်ရှည်3တိုင်ထပ်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဖုံးမီတစ်ခါချပြီးတော့ပထမတိုင်ရှည်3တိုင်ကတော့အဲတိုင်လေးပဲတိုင်ရှည်3တိုင်စလုံးထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဖုံးမီတစ်ခါချမယ်ဒုတိယဒီဖုံးမီတစ်ခုချရတဲ့တိုင်ရှည်3တိုင်နေရာမှာကျတော့တိုင်ရှည်2တိုင်ကိုအရင်ထိုးမယ်တစ်တိုင်နှစ်တိုင်ပြီးရင်3တိုင်မြောက်တိုင်မှာဝေတို့ကဒီပန်းပွင့်လေးနဲ့တွဲပါမယ်ထိုးစတိုင်းပဲအပေါ်မှာချီကိုတစ်ပတ်ရစ်မယ်ပြီးတော့ရှင်ဒီထိတ်ကလေးရဲ့တိုင်လေးကနေဆွဲကောက်မယ်ပြီးရင်ဒီ row 8ရဲ့ဖုံးမီတစ်ခုချရတဲ့ကြားလေးကနေခြေစားလေးကိုဆွဲကောက်မယ်ပြီးရင်အပေါ်မှာရှိတဲ့ခြေသုံးပင်နှစ်ပင်တစ်ခါထုံးမယ်နှစ်ပင်တစ်ခါထုံးမယ်ပြီးရင်ဖုံးမီတစ်ခုချပြီးတော့ဒီတောင်လေးတွေမှာတိုင်ရှည်3တိုင်ထိုးပါမယ်နှစ်တိုင်3တိုင်အဲ့တော့အဲ့အတိုင်းလေးပဲဒီပွင့်ဖက်လေးတွေကိုလည်းဒီထုံးထီဝေတို့ကချိတ်တွဲသွားပါမယ်အဲ့တော့ဒီဆုံးရောက်တော့ရှင်ဝေတစ်ချက်ပြန်ပြပေးပါမယ်ရှင်ဝေတို့ကဒီ round 9လေးကနောက်ဆုံးလေးကိုရောက်ပြီဆိုရင်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးသွားပြီဆိုရင်ဝေတို့ကဒီဖုံးမီ3ခုတစ်ထားတဲ့ date လေးမှာဝေတို့ကရှက်ကော်လေးနဲ့ပြန်ကော်လိုက်ပါမယ်ကော်ပြီးသွားပြီဆိုရင်ဝေတို့ကနောက်ထပ်ဒီဖုံးမီနှစ်ခုကြားထဲရောက်တဲ့အထိရှက်ကော်လေးနဲ့ဆက်ကော်လာမယ်တစ်ခါနှစ်ခါ3ခါပြီးသွားပြီဆိုရင်နောက်တစ်တန်းတက်ဖို့အတွက်ဝေတို့ဖုံးမီလေး3ခါထိုးမယ်1 2 3ပြီးရင်ဒီတန်းကြတော့ရှင်တော့ပန်းပွင့်နဲ့တွဲစရာမလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အလွတ်တည်းရွေးပေါ့နော်ဒီတိုင်းပချလက်တန်းကိုထိုးသွားပါမယ်အဲ့တော့ဖုံးမီ3ခါတက်ပြီးသွားတာကတိုင်ရှည်တစ်တိုင်ပြီးရင်နောက်ထပ်တိုင်ရှည်2တိုင်ထပ်ထိုးမယ်အဲ့တော့စုစုပေါင်းတိုင်ရှည်3တိုင်ပြီးသွားရင်ဖုံးမီလေး2ခါချမယ်ပြီးသွားရင်အဲ့ဒီမှာပဲတစ်ခါထပ်ပြီးတော့တိုင်ရှည်လေး3တိုင်ထပ်ထိုးပါမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးသွားရင်ဖုံးမီလေးတစ်ခါချမယ်ပြီးရင်ဒီ row 8ရဲ့ဖုံးမီချတဲ့နေရာလေးမှာတိုင်ရှည်လေး3တိုင်ထိုးပါမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်နောက်ထပ်ဖုံးမီလေးတစ်ခါထပ်ချမယ်ဒီအောက်က row 8ရဲ့ဖုံးမီတစ်ခုချတဲ့နေရာလေးမှာပဲတိုင်ရှည်3တိုင်ထပ်ထိုးမယ်3တိုင်ပြီးရင်နောက်ထပ်ဖုံးမီတစ်ခါချမယ်ပြီးရင်ဒီအောက်မှာပဲတိုင်ရှည်3တိုင်ထပ်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဖုံးမီတစ်ခါထပ်ချမယ်ပြီးရင်ဒီထဲမှာပဲတိုင်ရှည်လေး3တိုင်ထပ်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဖုံးမီတစ်ခါထပ်ချမယ်ပြီးရင်ဒီထဲမှာတိုင်ရှည်3တိုင်ထိုးမယ်တစ်တိုင်နှစ်တိုင်3တိုင်ပြီးရင်ဖုံးမီတစ်ခါချမယ်ပြီးရင်ဒီတောင်းလေးမှာဒီတောင်းလေးတိုင်းပဲထိုးမယ်အဲ့တော့ဝေတို့ကဒီရှေ့ဆက်တော့မပြတော့ဘူးဗီဒီယိုအရန်ရှည်သွားမှာဆိုလို့ပေါ့နော်အဲ့တော့အဲ့ဒီတိုင်းလေးပဲဝေတို့ကပချလေးဒီအဆုံးထိထိုးသွားပါမယ်ဒီဆုံးရောက်တော့ရှင်ဝေတစ်ချက်ပြန်ပြပေးပါမယ်ရှင်အခုဝေတို့က round 10လေးရဲ့နောက်ဆုံးရောက်ပြီဆိုရင်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးရင်ချီစားလေးကိုနည်းနည်းရှိရှိလေးထားပြီးတော့ဖြတ်လိုက်ပါမယ်
ပြီးသွားပြီဆိုရင်ဝေတို့ကဒါလေးကိုဆွဲထုတ်မယ်ဆွဲထုတ်ပြီးသွားတော့မှဝေတို့ကဒီလိုမျိုးချုပ်အပ်လေးနဲ့အနားတက်ပြပါမယ်အဲ့တော့ဒီနေရာလေးမှာဆိုရင်ဝေတို့ကဖုံးပြီးသုံးခုတက်ထားတဲ့နေရာရှိရပေါ့နော်အဲ့နေရာရဲ့ဒီဘက်ဒီခွင်းလေးနဲ့မှာပြီးဟိုဘက်ကဒီခွင်းလေးအဲ့နေရာလေးကနေပြီးတော့ဝေတို့ကဒီချီစားလေးကိုအဲ့လေးထဲမှာထိုးလိုက်မယ်ပြီးသွားရင်ဒီကနေဆွဲထုတ်မယ်ပြီးသွားရင်ဝေတို့ကဒီခုနကတော့ကဖုံးပြီးတစ်ခုရဲ့ဒီဘက်ချမ်းလေးပေါ့နော်အဲ့ချမ်းလေးရရင်တခါရေစားလေးကိုဆွဲကောက်မယ်ဒီလိုလေးရသွားပြီပေါ့နော်အဲ့လိုလေးဆိုရင်ဝေတို့ကဒီဘက်ချီစားလေးကိုအနောက်ဘက်ကဒီနေရာလေးနဲ့ဒီအောက်ထဲကိုပေါ့နော်ဒီကြားလေးတွေကိုထည့်ပြီးတော့အနားတက်ပြီးတော့သိမ်းလိုက်ပါမယ်ပြီးရင်ဝေတို့ကချီစားလေးကိုကကြီးလေးနဲ့ညှက်ပြီးတော့ဖြတ်လိုက်ပါမယ်အဲ့တော့ဝေတို့ကအခုအဲ့လို granny square လေးကိုဒီလိုမျိုး10ခုလုပ်ရပါမယ်ရှင်10ခုလုပ်ပြီးသွားပြီဆိုရင်ဝေတို့ကဒီ granny square လေးကိုစက်ပုံစက်နည်းလေးကိုချက်ပြပေးပါမယ်ရှင်အဲ့တော့အခုဝေတို့ကဒီ granny square လေးကိုမဆက်ခင်မှာအရင်ဦးဆုံးအိတ်ကဲပုံစံလေးကိုပုံဖော်ပြီးတော့ဝေတို့ကမာကာလေးနဲ့လိုက်ပြီးတော့တွဲပါမယ်အဲ့တော့အရင်ဦးဆုံးဝေတို့ကအခုဒီလိုမျိုးဝေရထားဒီလိုမျိုးရထားပြီးတော့ရှိရင်ဒီ3ခုလေးကိုဝေတို့ကမာကာလေးနဲ့တစ်ခုချိန်လိုက်မယ်ပြီးသွားပြင်ဒီတောင်းကဒီ4ခုကိုလည်းမာကာလေးနဲ့ဝေတို့ကချိန်လိုက်မယ်ပြီးသွားရင်ဝေတို့ကဒီဘက်ချမ်းက4ခုကိုလည်းမာကာလေးနဲ့တွဲလိုက်ပါမယ်ပြီးဝေတို့ကဒီ3ခုလေးကိုလည်းမာကာလေးနဲ့တွဲပါမယ်ပြီးရင်ဝေတို့ကဒီဘက်ချမ်းလေးကိုကြတော့ဒီဟာလေးကိုဒီလိုကွေးချလိုက်မယ်ကွေးချပြီးသွားပြီဆိုရင်ဒီတောင်းလေးမှာတစ်ခုမာကာလေးနဲ့တွဲမယ်ပြီးရင်ဒါလေးကိုလည်းကွေးချမယ်ကွေးချပြီးသွားရင်ဒီတောင်းလေးနှစ်ခုကိုလည်းမာကာလေးနဲ့တွဲမယ်ပြီးရင်ဒါလေးကိုလည်းကွေးချမယ်ဒီတောင်းလေးနဲ့ဟိုဘက်တောင်းလေးနဲ့မာကာလေးနဲ့တွဲမယ်ပြီးရင်ဒီအပေါ်ဆုံးတစ်ခုမှာလည်းတွဲမယ်ပြီးသွားရင်ဝေတို့ကဒါလေးကိုကွေးချပြီးတော့ဒီဘက်ချမ်းလေးကိုတစ်ခါလှည့်လိုက်မယ်လှည့်ပြီးသွားရင်ဒီမှာလည်း granny square လေးတွေကိုသူ့ဟာနဲ့သူဝေခုနကဒီဘက်ချမ်းကတွဲသလိုပဲပေါ့နော်ခုဘက်ချမ်းမှာတွဲခဲ့သလိုပဲဒါလေးတွေအကုန်လုံးကိုလည်းဆက်ပြီးတော့တွဲလိုက်ပါမယ်အဲ့တော့ခုဝေတို့ကအခုဝေတွဲပြထားသလိုပေါ့နော်မာကာလေးနဲ့တွဲပြီးသွားပြီဆိုရင်ဝေတို့ကဒီအိတ်ကလေးကိုပြောင်းပြန်လေးလိုက်မယ်ဘာလို့လဲဆိုတော့ဝေတို့ကမလှတဲ့ဘက်ချမ်းနေပြီးတော့အိတ်ကလေးကိုတွဲမှာဖြစ်လို့ပါအဲ့တော့ခုဝေတို့ကဒီလိုမျိုးလေးပြောင်းပြန်လှန်ပြီးသွားပြီဆိုရင်ပန်းရောင်ချီစားလေးကိုယူမယ်ယူပြီးတော့ရှိရင် snake claw ရဲ့ရေလောက်ပါမယ်ဒီလိုမျိုးလေးလုပ်ပြီးသွားပြီဆိုရင်ဝေတို့ကဘယ်ကနေစတွဲမလဲဆိုရင်ဝေတို့ဒီကနေစတွဲလာမယ်ဒီရှိတွဲမယ်ပေါ့နော်အရင်ဆုံးအဲ့တော့ဝေတို့ဒီမာကာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးရင်ဒီဘက်အချမ်းနဲ့ဒီဘက်ချမ်းလေးကိုတော့တွဲထားပါတော့မာကာလေးကိုတွဲပြီးသွားပြီဆိုရင်ဝေတို့ကဒီနှစ်ခုကိုလေးကောက်လိုက်မယ်ကောက်လိုက်တဲ့အချိန်မှာဝေတို့ကဘယ်ကနေစတွဲမလဲဆိုရင်ဒီမှာဖုံးမီနှစ်ခုချထားတယ်ပေါ့နော်ချထားတဲ့အချမ်းမှာဒီဘက်ကဖုံးမီဒီဘက်ကဖုံမီလေးကနေပြီးတော့ဝေတို့ကဒီရရင်ဒီအပေါ်လေးရဲ့ပေါ့နော်ဒီနှစ်ခုစလုံးကိုကော်မယ်ပြီးရင်ဒီဘက်အချမ်းမှာလည်းအဲ့တိုင်းပဲဒီဖုံမီနှစ်ခုရဲ့ဒီဘက်ချမ်းကြီးစာရည်တဲ့ပထမဆုံးဖုံမီလေးနဲ့တွဲမယ်ပြီးသွားရင်ဝေတို့ကရှက်ကော်လေးနဲ့ဆက်သွားမယ်အဲ့တော့ရှက်ကော်ဆိုတာကဝေတို့အဲ့ဒီကနေပြီးတော့ခြေစားလေးကိုဆွဲကောက်မယ်ဆွဲကောက်ပြီးတော့ရှင်ဝေတို့ကဒီအပ်ပေါ်မှာရှိတဲ့ဒီပထမခြေလေးကိုဒီဒုတိယခြေလေးကိုဆွဲသင်းမယ်ဒါလေးကိုရှက်ကောပေါ့နော်အဲ့တိုင်းပဲဝေတို့ကဆက်သွားမယ်နောက်တန်းနေကြတော့ဒီဘက်ကတိုင်ရှည်လေးနဲ့ဟိုဘက်ကတိုင်ရှည်လေးနဲ့အဲ့ဒီကနေပြီးတော့ခြေစားလေးကိုဆွဲကောက်ပြီးတော့ဆက်မယ်ပြီးဒုတိယတိုင်လေးနဲ့ဟိုဘက်ကဒုတိယတိုင်လေးနဲ့လည်းခြေစားလေးကိုဆွဲကောက်ပြီးတော့ဆက်မယ်ပြီးရင်ဒီဘက်ကတတိယတိုင်လေးနဲ့ဟိုဘက်ကတတိယတိုင်လေးနဲ့ခြေစားလေးကိုဆွဲကောက်ပြီးတော့ဆက်မယ်ပြီးသွားရင်ဒီမှာဖုံးမီတစ်ခုချတဲ့ကြားလေးရှိရပါတော့အဲ့ဖုံးမီလေးကရဲ့ဒီအပေါ်ဆုံး DV stitch ပေါ့နော် DV stitch လေးကို
နှစ်ခုစလုံးယူမယ်ဟိုဘက်မှာလည်းဖုံးမီတစ်ခုချတဲ့ V stick လေးကိုနှစ်ခုစလုံးကိုယူမယ်ယူပြီးတော့ရှင်အဲ့ဒီကနေပြီးတော့ခြေစားလေးဆွဲကောက်ပြီးတော့ရက်ကော်လေးနဲ့ဆက်မယ်အဲ့တိုင်းလေးပဲဝေတို့ကဘယ်ထိဆက်သွားရမလဲဆိုရင်ဒီဆက်လာခဲ့ပါမယ်ဝေဒီနာရောက်တော့ရှင်တစ်ချက်ထပ်ပြပေးပါမယ်ရှင်အဲ့တော့အခုဝေကဒီကနေတွဲလိုက်ကဒီထိရောက်ပြီဆိုရင်ဒီမာကာကိုဖြုတ်ပြီးတော့ဒီဘက်ချမ်းကိုမတွဲထားလိုက်ဒီဘက်ချမ်းကိုမတွဲဘဲနဲ့အဲ့ဒါအလွတ်ထားမယ်ပြီးသားပြီဆိုရင်တို့ကနှစ်ခုကိုပူပြီးတော့တိုင်းရှည်3နိုင်စလုံးကိုတစ်ခါတည်းဆက်မယ်တိုင်းရှည်3နိုင်ဆက်ပြီးသွားပြီဆိုရင်တို့ကဒီကြားထဲမှာဖုံးမီနှစ်ခုချထားတယ်ပေါ့နော်အဲ့ဒီဖုံးမီနှစ်ခုချထားတဲ့နေရာမှာတို့ကဒီဘက်ကရည်တဲ့ဖုံးမီလေးကိုပဲတွဲပါမယ်ဒီနေရာမှာဝေတို့ကနည်းနည်းလေးတော့သိချဖို့လိုပါတယ်ဘာလို့ဆိုတော့ဖုံးမီလေးတွေကတစ်ခုနဲ့တစ်ခုနဲ့ကနည်းနည်းလေးတွေကတိကဖက်လေးတွေနိုင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တော့ဒီဘက်က V stitch လေးကိုယူမယ်ဟိုဘက်ကလည်းအဲ့ဒီတိုင်းလေးပဲဒီပေါ်မှာရှိတဲ့ဒီဘက်က V stitch လေးကိုယူမယ်ယူပြီးရင်အဲ့နှစ်ခုလေးကိုချက်ကော်လေးနဲ့ကော်မယ်ပြီးရင်ဒီဘက်အချမ်းကဖုံးမီတစ်ခုကိုထားခဲ့မယ်ထားခဲ့ပြီးတော့ဒီဘက်အချမ်းခုနကမာကာချိတ်ထားတဲ့နှစ်ခုလေးကိုလည်းဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့အဲ့နှစ်ခုကိုပူးမယ်ပူးသွားဆိုရင်တို့ကဒီမှာလေးဖုံးမီနှစ်ခုချထားတဲ့နေရာမှာဒီဘက်အချမ်းကနေရီပြီးတော့ယူတဲ့ဖုံးမီကိုပဲယူပဲပေါ့နော်1နဲ့3အဲ့3ရဲ့ဒီအောက်ကဖုံးမီလေးပေါ့နော်အဲ့ဒီဖုံးမီလေးရဲ့ဒီဘက်ချမ်းဆိုလဲ1နဲ့3ဒီ3ရဲ့ဒီအောက်ကဖုံးမီလေးကိုပဲတွဲပါမယ်အဲ့တော့မတွဲခင်မှာဝေတို့ကအခုလက်ရှိခြေစအောင်နည်းနည်းတင်းတင်းတော့ဆွဲဖို့လိုပါတယ်ဒါမှဒီထဲမှာကြားထဲမှာမခိုးသွားအောင်ပေါ့နော်ပြီးတော့ရင်ဝေတို့ကရက်ကော်လေးနဲ့ဆက်ပြီးရင်ပုံမှန်တိုင်းပဲတိုင်းရှည်ဒီဘက်ကတိုင်းရှည်လေးရဲ့ဟိုဘက်ကတိုင်းရှည်လေးရဲ့တွဲမယ်ပြီးရင်ဒီဘက်ကတိုင်းရှည်လေးရဲ့ဟိုဘက်ကတိုင်းရှည်လေးရဲ့တွဲမယ်အဲ့တိုင်းလေးပဲဝေတို့ကဒီထိထိုးသွားပါမယ်အဲ့တော့ဒီထိရောက်တော့ရှင်ဝေတစ်ချက်ပြန်ပြပေးပါမယ်ရှင်အဲ့တော့အခုဝေတို့ကဒီအစနေပြီးတော့ဒီနေရာအထိပေါ့နော်ထိုးလာပြီးသွားပြီဆိုရင်ဒီနေရာလေးမှာကြာတော့ဝေတစ်ချက်ပြပေးမယ်အဲ့တော့ဝေတို့ကအရင်ဆုံးဒီနေရာရောက်ပြီဆိုရင်ဒီလိုမျိုးလေးဖြန့်လိုက်မယ်နော်ဖြန့်ပြီးတော့ရှင်ဒီမာကာလေးကိုဆွဲဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ရှင်ဝေတို့ပထမအတိုင်းလေးပဲဒီမှာဒီဘက်ကတိုင်ရှည်နဲ့ဟိုဘက်ကတိုင်ရှည်ရဲ့ V stick နဲ့ရက်ကော်လေးနဲ့ဆက်မယ်အဲ့လိုဆက်ပြီးတော့ရင်ဝေတို့ကဒီနေရာလေးမှာဖုံးမီလေးနှစ်ခုရှိတယ်ပေါ့နော်အဲ့နှစ်ခုစလုံးကိုဆက်မယ်ဒီနေရာတော့ရှင်အဲ့တော့ဘယ်လိုမျိုးလေးဆက်မလဲဆိုရင်ဝေတို့ကဒီနေရာလေးမှာကြာတော့ဝေတို့ကဘယ်ဟာယူမလဲဆိုရင်ဒီလိုမျိုးလေးဒီ V stitch လေးပေါ့နော်ဒီနှစ်ခုစလုံးယူမယ်ဟိုဘက်ချမ်းကဒီမှာဖုံးမီလေးနှစ်ခုရှိတဲ့နေရာမှာလေဒီဘက်ချမ်းကဒီ V stitch လေးပေါ့နော်အဲ့နေရာလေးနှစ်ခုစလုံးကိုဝေတို့ကဆက်ပါမယ်အဲ့တော့အဲ့နေရာလေးကိုဆက်ပုံဆက်နည်းလေးကဒီချီလေးကိုနည်းတင်းတင်းလေးဆွဲနော်ညော့သွားမှာဆိုလို့ပြီးသွားရင်ဝေတို့ကဒီဘက်အချမ်းက V stitch နှစ်ခုစလုံးယူမယ်ဟိုဘက်ချမ်းကြတော့ရှင်လေ V stitch နှစ်ခုစလုံးကိုယူမယ်ပြီးသွားရင်အဲ့ဒီနှစ်ခုစလုံးကိုရက်ကော်လေးနဲ့ဆက်မယ်ပြီးသွားရင်နောက်ထပ်တစ်ခုကိုလည်းပဲအဲ့တိုင်းလေးပဲဆက်ပါမယ်ဒီလိုလေးရရင်ပြီးတော့ရှင်တိုင်ဒီဘက်ကတိုင်ရှိရဲဟိုဘက်ကတိုင်ရှိရဲအဲ့ဒီတိုင်းလေးဝီတို့ကဆက်သွားမယ်အဲ့တော့ဘယ်လိုမျိုးလေးဖြစ်မလဲဆိုရင်ဝီတို့ကဒီကနေဒီလိုဆက်လာတယ်ဆက်လာပြီးသွားရင်ဝီတို့ဒီဘက်ကလေးကိုလန်လိုက်မယ်လန်ပြီးသွားရင်ဒီကနေဒီလိုဆက်မယ်ဒီကနေမှတစ်ခါဒီဆုံးပေါ့နော်ဒီရှိတစ်ခါဆက်ပါမယ်အဲ့လိုမျိုးလေးဆက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝီတို့ဒီကနေပြီးတော့ဒီအထိဆက်လာခဲ့မယ်ဒီနေ့ကတော့ရှင်ဝေရတစ်ချက်ပြန်ပြပေးပါမယ်ရှင်အခုဝေကဒီကနေဒီအထိဆက်ပြီးတော့ရှိရင်ဒီနားမှာရှိတဲ့မာကာလေးကိုတစ်ချက်ဖြုံမယ်ပြီးသွားပြီဆိုရင်မာကာလေးကိုခဏဖြုတ်ထားလိုက်မယ်ပေါ့နော်ဒီပထမဆုံးဒီ V stitch လေးရဲ့ဒီဘက်ချမ်းဆိုလေဒီဘက်ချမ်းက V stitch လေးရဲ့ကိုနှစ်ခုကိုဝေတို့ကဆက်လိုက်မယ်
ပြီးသွားရင်ဒီဘက်ချမ်းဟာကိုထားခဲ့မယ်ဒီဘက်ချမ်းမှာလည်းဖုံးမီတစ်ခုကျန်မယ်ဒီဘက်ချမ်းဖုံးမီတစ်ခုကျန်မယ်ဖုံးမီတစ်ခုကိုထားခဲ့ပြီးတော့ဝေတို့ကပြီးရင်ဝေတို့လိုပြန်ချမယ်ချပြီးသွားရင်ဒီနှစ်ခုလေးကိုပြန်ကင်မယ်ပေါ့နော်ပြန်ကင်ပြီးရင်လေဒီဘက်ကကြတော့ဒီဘက်ကစာရေးမယ်1 2 3ဒီတိုင်ရှည်3နိုင်ရဲ့ဒီအောက်ခြေက V stitch ပေါ့နော်ဖုံးမီတစ်ခုလေးရဲ့ပြီးရင်လေဟိုဘက်ကဆိုရင်လေဒီရရေးမယ်1 2 3ဒီ3တိုင်ရဲ့ဒီအောက်ခြေမှာရှိတဲ့ဒီတိုင်လေးရဲ့ပေါ့နော်အဲ့ဒါလေးနှစ်ခုကိုဝေတို့ကဆက်မယ်မဆက်ခင်မှာဒီကျိုးလေးကိုတင်းတင်းလေးဆွဲမယ်ဆွဲပြီးတော့မှခြေစားလေးကိုကောက်မယ်ကောက်ပြီးတော့ဝေတို့ဆက်လိုက်မယ်ပြီးသွားရင်တော့ဒီဘက်ကတိုင်ရှည်ရဲ့ဟိုဘက်ကတိုင်ရှည်ရဲ့ပုံမှန်အတိုင်းလေးပဲဝေတို့ပြန်ပြီးတော့ဆက်သွားမယ်အဲ့တော့အဲ့လိုမျိုးလေးကိုဝေတို့ဘယ်အထိဆက်သွားမလဲဆိုရင်ဒီအထိဆက်သွားမယ်အဲ့တော့ဒီနိုင်ရလို့ရှိရင်စက်ပုံစံလေးကိုတစ်ချက်ပြန်ပြပြပါမယ်ရှင်အဲ့တော့အခုဝေကဒီကနေဒီထိကိုဆက်ပြီးသွားပြီဆိုရင်ဝေတို့ဒီနေရာလေးမှာမာကာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားရင်ဝေတို့ကဒီဘက်နဲ့ချမ်းနဲ့ဒီဘက်ချမ်းနဲ့ကိုခဏတွဲထားလိုက်မယ်တွဲထားပြီးသွားရင်ဒီမှာကျတော့ပုံမှန်တိုင်းလေးပဲဒီဘက်ကတိုင်ရှည်လေးရဲ့ဟိုဘက်ကတိုင်ရှည်လေးရဲ့ကိုဆက်မယ်ပြီးရင်နောက်ဒီဘက်ကတိုင်ရှည်ရဲ့ဒီဘက်ကတိုင်ရှည်ရဲ့ဆက်မယ်ဒီဘက်ကတိုင်ရှည်ရဲ့ဟိုဘက်ကတိုင်ရှည်ကိုဆက်မယ်ပြီးသွားရင်ပထမဆုံးဒီဘက်ချမ်းပေါ့နော်ဒီဘက်ချမ်းကဖုံးမီတစ်ခုခြားထားတဲ့ဒီ V stitch လေးရဲ့ဟိုဘက်ချမ်းကဖုံးမီတစ်ခုခြားထားတဲ့ဒီ V stitch လေးနော်အဲ့ဒါလေးကိုတွဲမယ်ပြီးသွားရင်ဒီမာကာလေးကိုဆွဲဖြုတ်မယ်ဖြုတ်ပြီးသွားရင်ဒီမှာဖုံးမီတစ်ခုကျန်တဲ့ V stitch ရှိတယ်နော်အဲ့ဒီ V stitch ကလေးနဲ့ဒီဘက်အချမ်းပေါ့နော်ဒီခုနကဖြုတ်လိုက်တဲ့အဲ့ဒီဘက်အချမ်းက1 2 3ဒီတိုင်ရှည်3နိုင်ရဲ့ဒီဘေးနားကဒီ V stitch လေးရဲ့ကိုတွဲမယ်မတဲခွင်ကျွတ်လေးကိုတင်အောင်ဆွဲမယ်ဆွဲပြီးတော့မှဒါလေးကိုတွဲမယ်ပြီးသွားရင်တော့ပုံမှန်တိုင်းပဲဒီတိုင်ရှည်လေးရဲ့ဒီတိုင်ရှည်လေးရဲ့တွဲမယ်ဒီနားရောက်တော့ရှင်တော့ဝေတစ်ချက်ထပ်ပြန်ပြပေးပါမယ်ရှင်အဲ့တော့ဝေတို့အခုဒီကနေဒီထိထိုးပြီးသွားပြီဆိုရင်ဒီနားလေးကြတော့ရှင်ဝေတို့ကဒီမာကာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားပြီဆိုရင်ဝေတို့ကဒီဘက်ချမ်းမှာကြာတော့ဒီတိုင်ရှည်3နိုင်ရဲ့အောက်ခြေလေးရရှိတဲ့ဖုံးမီနဲ့တွဲမယ်ပေါ့နော်1 2 3ဒီ3နိုင်မှာရှိတဲ့ဒါလေးနဲ့ဒီဘက်ကဖုံးမီလေးရဲ့ဟိုဘက်ကတိုင်ချေ3နိုင်ရဲ့အောက်ခြေမှာရှိတဲ့ဖုံးမီလေးရဲ့ကိုဝေတို့ကတွဲလိုက်မယ်ပြီးသွားရင်ဒီဘက်ကဟာလေးကိုကြတော့ထားခဲ့မယ်ထားခဲ့ပြီးတော့ဒီမှာဒီနှစ်ခုကိုပြန်ပူးမယ်ပူးပြီးတော့ရှိရင်ဒီဘက်ကဆိုရင်1 2 3ဘေးနားမှာရှိဒီ V stitch လေးနဲ့ဒီဘက်ဆိုရင်လည်း1 2 3ဒီ3ခုရဲ့ဒီအောက်ခြေလေးမှာရှိတဲ့ဒီ V stitch လေးရဲ့ကိုတွဲမယ်တွဲခင်ကြိုးလေးတင်းတင်းဆွဲမယ်ဆွဲပြီးရင်ဒီလိုတွဲလိုက်မယ်ပြီးသွားရင်ဒီဘက်ကတိုင်လေးရှည်ရဲ့ဒီတိုင်ရှည်လေးရဲ့ဆက်တွဲမယ်အဲ့တော့အဲ့ဒီအတိုင်းလေးပဲဝေတို့ကဒီကနေဒီအဆုံးထိထိုးသွားမယ်ဒီနားရအောင်တစ်ချက်ပြန်ပြပေးပါမယ်ရှင်အဲ့တော့ကိုဝေတို့ကဒီကနေပြီးတော့ဒီအထိတွဲလာပြီးတဲ့အခါမှာဒီဘက်အချမ်းကြတော့ရှိရင်ဒီမာကာလေးကိုဖြုတ်မယ်ဖြုတ်ပြီးတော့ရှိရင်ဒီကြားထဲမှာရှိတဲ့ဖုံးမီနှစ်ခုစလုံးကိုတစ်ခါတည်းတွဲမယ်ပေါ့နော်အဲ့တော့ဒီဘက်ချမ်းမှာဆိုရင်ဒီ V stitch လေးရဲ့ဒီဘက်ချမ်းမှာဆိုလည်းဒီ V stitch လေးရဲ့အဲ့ဒါလေးကိုနှစ်ခုစလုံးတွဲပါမယ်ပြီးရင်နောက်ထပ်ဒီမှာရှိတဲ့ဒီ V stitch လေးရဲ့ပြီးရင်ဒီဘက်ချမ်းမှာရှိတဲ့ဒီ V stitch လေးရဲ့နော်ဒါလေးရဲ့နှစ်ခုစလုံးပေါ့နော်ဒီဟာလေးကိုလည်းဒီလိုကတွဲပါမယ်ပြီးသွားရင်တော့ဝီတို့ကဒီဘက်ကတိုင်ရှည်လေးရဲ့ဟိုဘက်ကတိုင်ရှည်လေးရဲ့တွဲမယ်
အဲ့တော့အခုဒီကနေဒီလိုထိုးပြီးတော့ရှိရင်ဒါလေးကိုတစ်ဖက်လှန်မယ်လှန်ပြီးတော့ရှိရင်ဒီကနေမှဒီအဆုံးထိကိုတော့ကွက်ကိုထိုးသွားမယ်ပေါ့နော်အဲ့တော့ဒီနားရောက်လို့ရှိရင်ဝေးတစ်ချက်ပြန်ပြပေးမယ်ဒီနားတွေမှာဆိုရင်တော့ဝေးတို့ကဒီဘက်ကလာမယ်ဆိုရင်ဒီမာကာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသားပြီဆိုရင်ဝေးတို့ကဒီမှာဆိုရင်ဒီ1 2 3ရဲ့ဒီဘက်ဖုံးမီလေးရဲ့ဒီဘက်ဆိုရင်လည်း1 2 3ရဲ့ဒီဖုံးမီလေးနဲ့ကိုတွဲမယ်ဒီဘက်ချမ်းဆိုရင်လည်း1 2 3ရဲ့ဒီဘက်ကဖုံးမီလေးရဲ့1 2 3ဒီဘက်ကဒီဖုံးမီလေးရဲ့ကိုတွဲပြီးတော့ဒီထိဆက်သွားပါမယ်ရှင်ဒီရောက်တော့ရှင်တစ်ချက်ပြန်ပြပေးပါမယ်အဲ့တော့ကိုဝေတို့ကဒီကနေပြီးတော့ဒီထိဆက်လာပြီးတဲ့အခါမှာဒီမာကာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားရင်ပုံမှန်အတိုင်းလေးပဲဝေတို့ကဒီဘက်တိုင်ရှည်လေးနဲ့ဒီဘက်တိုင်ရှည်လေးနဲ့ကိုတွဲမယ်ပြီးရင်ဒီဘက်တိုင်လေးရဲ့ဒီဘက်ကဒုတိယတိုင်လေးရဲ့ကိုတွဲမယ်ဒီပထမဆုံးတိုင်လေးနဲ့ဒီတိုင်လေးနဲ့တွဲမယ်အဲ့တော့ဒီဘက်ဆိုရင်ဒီမှာဖုံးမီတစ်ခုကြံခဲ့တယ်အဲ့ဒီဖုံးမီတစ်ခုလေးရဲ့ဒီ V stitch လေးရဲ့ဒီဘက်ကဆိုရင်ဒီတိုင်ရှည်3တိုင်ရဲ့ဒီဘေးနားလေးကဒီ V stitch လေးရဲ့ပေါ့နော်ဒါလေးရဲ့ဝီတို့ကတွဲလိုက်မယ်ပြီးသွားရင်ဝီတို့ကဒီဘက်ချမ်းမှာပထမဆုံးစခဲ့တဲ့ဒီအောက်ခြေလေးရှိတယ်ပေါ့နော်အဲ့ဒီအောက်ခြေလေးရဲ့ရှက်ကော်လေးနဲ့ဒါလေးကိုနောက်တစ်ခေါက်ထပ်တွဲမယ်ပြီးသွားရင်ဖုံးမီလေးတစ်ခါထိုးပြီးတော့ခြေစားလေးကိုဆွဲဖြတ်လိုက်မယ်ဝီတို့ကဒီခြေစားလေးကိုဆွဲထုတ်ပြီးတော့ပြီးဝီတို့ကဒီခြေစားလေးတွေကိုဒီလိုအပ်လေးနဲ့ပေါ့နော်အနာတက်လိုက်ပါမယ်အဲ့တော့ကိုဝေတို့ကဒီဘက်ချမ်းတော့เนาะဆက်ပြီးသွားပြီเนาะဒီလိုဆက်လာလိုက်တယ်ဆက်လာပြီးတခါဒီကဒီလိုဆက်တယ်ဒီလိုသွားပြီးရင်ဒီမှာဆုံးနေပေါ့เนาะအဲ့လိုတစ်ချောက်ဆက်ပြီးသွားပြီးဆိုရင်ဝေတို့ကနောက်တစ်ခုကြာတော့ဘယ်လိုဆက်မလဲဆိုရင်ဒီကနေဆက်မယ်ဒီကနေဒီလိုဆက်လာမယ်ဆက်လာပြီးသွားရင်ဒီဘက်အချမ်းရောက်ပြီးဆိုရင်ဒီဘက်ကိုပြန်ဆက်မယ်ဒီလိုဆက်မယ်ပေါ့ဒီလိုဆက်ပြီးရင်ဒီကနေမှဒီလိုဆက်မယ်ပြီးသွားရင်ဒီလိုဆက်မယ်ပေါ့เนาะအဲ့လိုဆက်မှာဖြစ်တဲ့ကြောင့်မို့အခုဒီဘက်ချမ်းနေစားမယ်ဆိုတော့ဝေတို့ဒီမာကာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားပြီဆိုရင်ဒီချီလေးကိုပဲဝေတို့က snip claw လေးအရင်လုံးမယ်ပြီးသွားရင်ဝေတို့ကဒီနှစ်ခုကိုကောက်ကင်မယ်ကင်ပြီးတော့ရှင်ဝေတို့ကဒီနေရာမှာကြာတော့1 2 3ဒီတိုင်ရှည်3လိုက်ရဲ့ဒီအောက်က V stitch လေးပဲเนาะဒီ V stitch လေးကနေပဲစဆက်မှာဝေတို့က V stitch လေးရဲ့ပြီးသွားရင်ဟိုဘက်ချမ်းလည်း1 2 3ဒီ3ခုရဲ့ဒီမှာရှိတဲ့ဒီ V stitch လေးအဲ့ဒီဟာလေးကိုဝေတို့ကစပြီးတော့ဆက်လိုက်မယ်ပြီးသွားရင်ဒါလေးကိုတင်းဆွဲမယ်ပြီးရင်ပုံမှန်တိုင်းလေးပဲဝေတို့ကဒီတိုင်ရှည်လေးရဲ့ဒီတိုင်ရှည်လေးရဲ့ကိုဆက်မယ်ပြီးရင်3တိုင်မြောက်ကလေးကိုလည်းဆက်မယ်အဲ့တော့အဲ့လိုမျိုးလေးပဲဝေတို့ကဒီကနေပြီးတော့ဒီထိဆက်သွားမယ်ဒီနားရကိုတစ်ချက်ပြန်ပြပေးပါမယ်အဲ့တော့ကိုဝေတို့ကဒီကနေဒီဆက်လာပြီးရဲ့ဒီနေရာရောက်ပြီးဆိုရင်ဒီနေရာမှာတစ်ချက်ပြီးတော့သတိထားပြီးကြည့်မယ်ဒီတိုင်ရှည်3နိုင်ရဲ့ဒီအောက်ခြေလေးမှာဖုံးမီလေးတစ်ခုရှိတယ်အဲ့နေရာလေးကိုဝေတို့ကဘယ်လိုကြည့်မလဲဆိုရင်ဒီမှာကြည့်ဒီတိုင်လေးရဲ့အောက်ခြေမှာဆိုရင်ဝေတို့ကဒီလိုမျိုးလေးရှိရတဲ့တိုင်ဟိုဘက်ချမ်းမှာဆိုရင်လည်းအဲ့တိုင်လေးပဲဒီမှာအဲ့ဒါလေးကိုဝေတို့ကတွဲမယ်ဒီဘက်အချမ်းဆိုရင်လေဒီမှာဒီတိုင်ရဲ့အောက်ခြေမှာဒီမှာဖုံးမီတစ်ခုချရတဲ့ဒီဟာလေးရှိတယ်ဒီဘက်အချမ်းဆိုရင်လေဝေတို့ကဒီ3တိုင်ရဲ့ဒီအောက်ခြေလေးမှာဒါလေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုဝေတို့ကဒီနှစ်ခုကိုတွဲသွားမယ်အဲ့တော့ဒီဘက်အချမ်းကကြတော့ခြေစားလေးကိုနည်းနည်းတင်းလေးဆွဲမယ်ပြီးသွားရင်ဒီနားလေးမှာဒီ
ဒီနေရာလေးရေဒီအတွင်းထဲလေးမှာတစ်ခုရှိတယ်နည်းနည်းလေးတော့ကွာတာတော့ခတ်တယ်ပေါ့နော်ဒီလားလေးပြီးဟိုဘက်ချမ်းဆိုလဲတန်းလေးပဲဒီနေရာလေးပေါ့နော်အဲ့ဒါလေးကိုဝီတို့ကတွဲလိုက်ပါမယ်နည်းနည်းတော့တွဲလေးကိုနည်းနည်းလေးဆွဲပြီးတော့တွဲပါပြီးသွားရင်ဒီဘက်ချမ်းရောက်ပြီဆိုရင်လည်းဒီဘက်ချမ်းမှာလည်းဝီတို့ဒီမှာဒီနားလေးမှာပေါ့နော်ဒီအောက်ခြေလေးမှာဒီ V stitch လေးတစ်ခုရှိတယ်ပြီးသွားရင်ဒီဘက်ချမ်းမှာလည်းဒီတိုင်းလေးပဲဒီဖူမီလေးရဲ့ဒီမှာဒါလေးဝီတို့ကဒီကျိုးလေးကိုတင်းတင်းလေးဆွဲပြီးတော့ဆက်လိုက်ပါမယ်ရှင်အဲ့လိုဆက်ပြီးသွားပြီဆိုရင်ဝီတို့ပုံမှန်အတိုင်းလေးပဲဒီဘက်တိုင်ရှင်နဲ့ဟိုဘက်တိုင်ရှင်လေးကိုတွဲမယ်ပြီးရင်ဒီဘက်တိုင်ရှင်နဲ့ဟိုဘက်တိုင်ရှင်လေးကိုဒုတိယတိုင်ရှင်လေးကိုတွဲမယ်ဒီဘက်ကတတိယတိုင်ရှင်လေးရယ်ဟိုဘက်ကတတိယတိုင်ရှင်လေးရယ်တွဲမယ်အဲ့လိုမျိုးလေးပဲဝီတို့ကဘယ်လိုမျိုးဆက်သွားရမလဲဆိုရင်ဒီကနေဒီတိဆက်လာမယ်ဆက်ပြီးသွားရင်ဒီတိုင်းအောင်တစ်ချက်ပြန်ပြပေးပါမယ်ရှင်အခုဝေကဒီကနေဒီတိဆက်ပြီးသွားပြီဆိုရင်ဒီကနေပြီးတော့မှဒီဘက်ချမ်းဒီလိုဆက်သွားမှာနော်ဒီလိုဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝီတို့ကဒီမာကာလေးကိုဖြုံမယ်ဒီလိုမျိုးလေးပူထားလိုက်မယ်ပူထားပြီးတော့ရှင်ဝီတို့ကဒီတိုင်ချေ3နိုင်ရဲ့ဒီခြေရင်းမှာရှိတဲ့ DV stitch လေးရဲ့ဒီတိုင်ချေ3နိုင်ရဲ့အောက်မှာရှိတဲ့ DV stitch လေးရဲ့ဟိုဘက်က V stitch လေးရဲ့ကိုတစ်ခါတွဲမယ်ပြီးသွားရင်ဒီဘက်ကအချမ်းကိုလာမယ်လာပြီးတော့ဒီဘက်ချမ်းဆိုရင်လည်းဒီ1 2 3ဒီ3တိုင်ရဲ့ဒီအောက်ခြေမှာရှိတဲ့ DV stitch လေးပေါ့နော် DV stitch လေးရဲ့ဟိုဘက်ကိုဆိုလဲ1 2 3ဒီ3နိုင်ရဲ့ဒီအောက်ခြေမှာစီးတဲ့ DV stitch လေးရဲ့ V stitch လေးနှစ်ခုကိုတွဲမှာပြီးရင်ဒီကြီးစားလေးနည်းနည်းတင်းတင်းဆွဲမယ်ဆွဲပြီးတော့မှဝီတို့ကဒါလေးကိုတွဲလိုက်ပါမယ်အဲ့လိုတွဲမယ်ပြီးရင်ပုံမှန်တိုင်းလေးပဲဝီတို့ကဒီဘက်ပထမတိုင်းရှိရဲ့ဟိုဘက်ကလည်းပထမတိုင်းရှိရဲ့ကိုတွဲမယ်ဒီဘက်ကဒုတိယတိုင်းရှိရဲ့ဟိုဘက်ကဒုတိယတိုင်းရှိရဲ့ကိုတွဲမယ်ဒီဘက်ကတတိယတိုင်းရှိရဲ့ဟိုဘက်ကတတိယတိုင်းရှိရဲ့ကိုတွဲမယ်အဲ့လိုမျိုးလေးပဲဝီတို့တွဲသွားမယ်အဲ့တော့အခုဘယ်လိုဖြစ်မလဲဆိုရင်ဝီတို့ပြမယ်တစ်ချက်အဲ့တော့ဒီကနေဒီလိုတွဲလာတယ်တွဲလာပြီးရင်ဒီဘက်ကိုလန်လိုက်တော့ရှိရင်ဝီတို့ကဒီလိုဆက်တွဲသွားမှာဒီကနေပြီးတော့မှဒီထိတွဲမယ်ပြီးသွားရင်ဝီဒီနားရောက်တော့ရှိရင်ချက်ပြန်ပြဆက်လာတယ်ဆက်လာပြီးသွားရင်ဒီထိရောက်ပြီးဆိုရင်ဝီတို့ကဒီနားလေးမှာကြာတော့ဘယ်လိုဆက်မလဲဆိုရင်ဒီဘက်အချမ်းကဝီတို့တိုင်ရှည်ပေးနားမှာရှိတဲ့ DV stitch လေးရဲ့DV stitch လေးရဲ့ဟိုဘက်ချမ်းမှာရှိတယ်ပေါ့နော်ဒီတိုင်ရှည်အောက်က DV stitch လေးရဲ့ကိုဝီတို့ကဆက်လိုက်မယ်ပြီးသွားပြီဆိုရင်ဒီလိုရပြီဆိုရင်ဝီတို့ကဒီဘက်ကိုတစ်ဖက်ကိုလှည့်လိုက်မယ်နော်လှည့်ပြီးသွားရင်ဒီနှစ်ခုကိုပဲဆက်တော့မယ်ဒီဘက်ချမ်းပြီးသွားတော့ဒီနှစ်ခုကိုပဲတွဲမယ်နော်အဲ့တော့ဝီတို့ကအခုဒီနှစ်ခုလေးကိုပူလိုက်မယ်ပူပြီးသွားပြီဆိုရင်ဝီတို့ဒီဘက်ချမ်းကပြန်လာဆက်မယ်အဲ့တော့ဒီဘက်အချမ်းပေါ့နော်ဒီဘက်ချမ်းကဒီ1 2 3ဖူးမီ3ခုရဲ့ဒီအောက်မှာရှိတယ်ဒီအောက်ခြေမှာရှိတဲ့ဒီ V stitch လေးရဲ့ပြီးရင်ဒီဘက်မှာကြတော့တစ်ခုကြံခဲ့တယ်ပေါ့နော်အဲ့တစ်ခုရှိတဲ့ဒီဖူးမီ3ခုရဲ့ဒီအောက်ကဖူးမီ3ခုရဲ့အောက်ကဒီ V stitch လေးပေါ့နော်အခုဒီမှာဒီလိုလေးနည်းနည်းလေးတော့ကိုရတာတော့နည်းနည်းလက်ဝင်နေပေါ့နော်တစ်ချက်လေး view ဆိုင်ပြီးတော့ဖူးမီလေးတွေမမအောင်တော့ကော်ပြီးပေါ့နော်ပြီးရင်ချီစားလေးနဲ့တင်းတင်းဆွဲမယ်ပြီးသွားရင်အဲ့ဒီဟာလေးကိုဝီတို့ကဆက်လိုက်မယ်အဲ့လိုဆက်ပြီးသွားရင်ဒီဘက်ကပထမဆုံးတိုင်ရှည်ရယ်ဟိုဘက်ကပထမဆုံးတိုင်ရှည်ရယ်ဒီလိုဆက်မယ်ပြီးရင်ဒီဘက်ကတိုင်ရှည်ရယ်ဟိုဘက်ကတိုင်ရှည်ရယ်ဆက်မယ်အဲ့လိုမျိုးလေးတွေပဲဒီနားရောက်တော့ရှိရင်လေဒီမှာဒီဘက်ကဖုံးမီတစ်ခုရယ်ဒီဘက်ကဖုံးမီတစ်ခုရယ်ဆက်မယ်အဲ့လိုမျိုးလေးဘယ်လိုဆက်သွားမလဲဆိုရင်တို့ကဒီကနေဒီလိုဆက်လာမယ်ဒီလိုဆက်လာပြီးသွားရင်ဒီဘက်ချမ်းကိုလန်လိုက်မယ်လန်ပြီးသွားရင်ဒီဘက်ချမ်းကနေပြီးတော့ဒီလိုထိဒီထိပ်ထိပေါ့နော်ထိပ်ထိဆက်သွားပါမယ်
အဲ့တော့ဒီကတော့ဒီထိအဆုံးထိဆက်လိုက်ပါဒီဆုံးလေးရောက်တော့ရှင်ဝေတစ်ချက်တင်ပြပေးပါမယ်ရှင်အခုဝေတော့ကနောက်ဆုံးမှာဒီကနေပြီးတော့ဒီထိလိုတွဲလာတဲ့အခါမှာဆိုရင်ဒီနောက်ဆုံးနေရာလေးရောက်ပြီးဆိုရင်ဝေတို့ကဒီနားမှာပေါ့နော်ဒီတိုင်ရှည်ရဲ့ဒီအောက်ကလေးမှာဖုံးမီတစ်ခုချထားတဲ့နေရာချထားတာလေးရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာလေးကိုကောက်မယ်ပြီးရင်ဟိုဘက်တစ်ချမ်းမှာလည်းဒီတိုင်ရှည်ရဲ့အောက်ကလေးမှာဖုံးမီလေးတစ်ခုချထားတဲ့ဟာလေးရှိတဲ့ဟာလေးကိုကောက်မယ်ပြီးသွားရင်ဝေတို့ကအဲ့ဒါလေးကိုတွဲလိုက်မယ်ပြီးရင်နောက်ဆုံးမှာဒီခုစခဲ့တဲ့ဒီအောက်ခြေလေးမှာဝေတို့ကရှက်ကော်လေးနဲ့ဆက်လိုက်မယ်ပြီးသွားရင်ဖုံးမီလေးတစ်ခါထိုးပြီးတော့ခြေစားလေးကိုဆွဲပြီးတော့ဖြတ်လိုက်ပါမယ်ပြီးသွားရင်တော့ဝေတို့ကဒီခြေစားလေးတွေကိုဒီထဲကိုထည့်ပြီးတော့အနားတက်လိုက်ပါမယ်ဒီမှာပေါ့နော်ဝေဆိုရင်ခြေစားလေးတွေကိုဒီထိအနားတက်ပြီးသွားပြီဆိုရင်ဝေတို့ကဒီအိတ်ကလေးကိုအတဲ့ဘက်ကိုပြန်လန်လိုက်ပါမယ်အဲ့တော့အခုလိုမျိုးအရင်ချစ်စရာကောင်းတဲ့အိတ်ကလေးဖြစ်သွားပြီဆိုရင်ကျိုးလေးကိုဆက်ပြီးတော့လွယ်ဖို့အတွက်ပေါ့နော်ကျိုးလေးကိုဆက်တက်ပြပါမယ်ရှင်ကျိုးလေးတက်ဖို့အတွက်ဝေတို့ကအရင်ဆုံး snip knot လေးလုပ်လိုက်ပါမယ်လုပ်ပြီးသွားပြီဆိုရင်ဝေတို့ကဒီနေရာလေးကနေပြီးတော့စတက်မယ်ပေါ့နော်ဒီနေရာလေးကနေ snip knot လေးရဲ့နေရာလေးကနေပြီးတော့ဝေတို့ကတိုင်တိုလေးတစ်တိုင်းထိုးပါမယ်ပြီးရင်နောက်ဒီနေရာလေးမှာတိုင်တိုလေးတစ်တိုင်းထိုးမယ်အဲ့တော့တိုင်ရှည်ရဲ့ပေါ်မှာတိုင်တိုလေးထိုးသွားမယ်ပြီးရင်ဖုံးမီတစ်ခုချထားတဲ့ဒီနေရာလေးမှာလည်းတိုင်တိုလေးတစ်တိုင်းထိုးပါမယ်ပြီးရင်နောက်တိုင်ရှည်ရဲ့ပေါ်မှာတိုင်တိုလေးတွေထိုးသွားမယ်ပြီးရင်တစ်ခုဖုံးမီချထားတဲ့နေရာလေးဒီမှာကြတော့အဲ့နေရာလေးမှာလည်းတိုင်တိုလေးတစ်တိုင်းထိုးမယ်အဲ့တော့အဲ့လိုမျိုးနဲ့ဝေတို့ဒီထိထိုးလာခဲ့မယ်ခုနကတော့ကဒီထိတ်ကလေးမှာလည်းမာကာလေးကိုထည့်ပြီးတော့မှတ်ထားလိုက်ပါမယ်အဲ့တော့ဝေတို့ကဒီကနေဒီထိထိုးလာခဲ့ပါမယ်အဲ့တော့အခုဝေတို့ကဒီထိထိုးလာပြီးသွားပြီဆိုရင်ဒီမှာကြတော့ဝေတို့ကဖုံးမီလေးနှစ်ခုချထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နေရာမှာဝေတို့ကတိုင်တိုလေးတစ်တိုင်းထိုးမယ်ထိုးပြီးသွားရင်အတိုင်လေးကိုဝေတို့ကမာကာလေးနဲ့မှတ်ထားပါမယ်ပြီးသွားရင်ဒီဘက်ကိုလှည့်ပြီးတော့ဒီဘက်ကိုပုံမှန်တိုင်းလေးပဲတိုင်ရှည်တွေရဲ့ပုံမှာတိုင်ရှည်ထိုးမယ်ပြီးသွားရင်ဒီဖုံးမီတစ်ခုချထားတဲ့ဒီနေရာလေးမှာလည်းတိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်ဒီတိုင်ရှည်တွေရဲ့ပုံမှာတိုင်ရှည်တွေထိုးမယ်အဲ့လိုလေးပဲဝေတို့ကဒီထိထိုးလာခဲ့ပါမယ်အခုဝေတို့ကဒီကနေဒီထိထိုးလာပြီးတဲ့အခါမှာဆိုရင်ဒီနေရာလေးကြရင်ဝေတို့ဘယ်လိုထိုးရမလဲဆိုတော့အိတ်တွေရဲ့တချို့သောအိတ်တွေမှာဆိုရင်ပေါ့နော်ဒီဘေးဘက်တွေဆိုလဲကျိုးတွေရဲ့ဘေးဘက်မှာအိုက်ကြီးတွေဖြစ်နေတတ်တယ်ပြီးရင်ဒီလိုအလဲတွေမှာလည်းအိုက်ကြီးတွေဖြစ်နေတတ်တယ်အဲ့လိုမျိုးမအိုက်တော့အောင်အခုထိုးတဲ့ပုံစံလေးကအဲ့လိုမျိုးအိုက်ကြီးမဖြစ်ဖို့အတွက်ဝေတို့ဘယ်လိုထိုးရမလဲဆိုရင်ဒီပထမဆုံးဒီဖုံးမီတစ်ခုချရတဲ့ဒီကြားလေးကနေအခလေးကိုထိုးမယ်ထိုးပြီးတော့သွင်းမယ်ပြီးရင်ဒီဘက်အချမ်းကဖုံးမီတစ်ခုချရတဲ့ဒီကြားလေးကနေပြီးတော့မှဒီအပေါ်ကနေပြီးတော့ခြီအခလေးကိုသွင်းမယ်သွင်းပြီးတော့မှဒီခြီစာလေးကိုဆွဲယူပါမယ်ဆွဲယူပြီးသွားရင်ဝေတို့ကအဲ့ဒီမှာတိုင်တိုလေးတစ်ခါထိုးလိုက်ပါမယ်အဲ့ဒီထိုးထားတဲ့တိုင်လေးကိုဝေတို့ကမာကာလေးနဲ့ချိတ်ပြီးတော့မှတ်ထားမယ်ပြီးရင်ပုံမှန်တိုင်လေးပဲဒီတိုင်ရှည်လေးရဲ့အပေါ်မှာထိုးသွားမယ်နောက်ခုဝေတို့ကဒီကနေဒီထိထိုးပြီးသွားတဲ့အခါမှာဝေတို့ဒီကြားလေးမှာဖုံးမီနှစ်ခုချတဲ့ကြားလေးမှာတိုင်တိုင်ထိုးမယ်ပြီးသွားရင်အတိုင်လေးကိုဝေတို့ကမာကာလေးနဲ့မှတ်ထားမယ်ပြီးရင်ဝေတို့ကဒီတိုင်ရှည်ရဲ့ပေါ်မှာတိုင်တိုတွေထိုးသွားမယ်ပြီး
ပြီးရင်ဖုံးမီတစ်ခုချရတဲ့ကြားထဲမှာလည်းတိုင်တိုလေးထိုးသွားမယ်အဲ့လိုမျိုးပဲဝီတို့ကဘယ်လိုထိုးသွားမဆိုရင်ဒီအထိထိုးသွားပါမယ်ဒီရောက်တစ်ချက်ပြန်ပြပေးပါမယ်ရှင်ဝီတို့အခုဒီကနေဒီထိုးပြီးသွားတဲ့အခါမှာဒီကြားထဲရောက်တော့ရှင်လည်းဝီတို့ကဒီဘက်မှာလှုပ်ခဲ့တဲ့အတိုင်းလေးပဲပေါ့နော်ဒီဖုံးမီတစ်ခုချရတဲ့ကြားထဲကနေအလေးကိုထိုးကောမယ်ပြီးသွားရင်ဟိုဘက်ကဖုံးမီတစ်ခုချရတဲ့ဒီကြားထဲကနေအပေါ်ကနေမှအလေးကိုထိုးကောမယ်ပြီးသွားရင်ဒီချီစားလေးကိုဆွဲကောက်မယ်ပြီးသွားတော့မှဝီတို့ကတိုင်တိုလေးထိုးမယ်ပြီးရင်အဲ့တိုင်လေးကိုလည်းအဲ့တိုင်းပဲမာကာလေးနဲ့ချိတ်ပြီးတော့မှတ်ထားမယ်ပြီးရင်ပုံမှန်အတိုင်းလေးပဲတိုင်တိုပေါ်မှာတိုင်တိုတွေထိုးသွားမယ်အဲ့တော့အခုဝီတို့ကဒီဘက်အချမ်းလေးကိုလည်းဟိုဘက်ဒီဘက်အချမ်းလေးမှာပြထားတဲ့အတိုင်းလေးပဲဝီတို့ဒီအဆုံးထိဒီထိရောက်တဲ့အထိလုပ်သွားပါမယ်ရှင်ဒီရောက်တော့ရှင်ကိုချက်တင်ပြပေးပါမယ်ဝီတို့ကအခုဆိုရင်ပထမတန်းကိုဝီကအဆုံးထိထိုးပြီးသွားပြီပေါ့နော်အဲ့တော့ဒီဘက်အချမ်းလေးကိုလည်းပဲဝီကဒီဘက်အချမ်းတိုင်းလေးပဲထိုးခိုင်းတာပဲပေါ့နော်အဲ့တော့ဒီထိတ်လေးမှာဆိုရင်လည်းဒီဘက်ချမ်းမှာဒီလိုပဲမာကာလေးတစ်ခုမှတ်မယ်ဒီဘက်ချမ်းလေးမှာဆိုရင်လည်းဒီဘက်ချမ်းလေးလိုပဲမာကာလေးတစ်ခုမှတ်မယ်ပြီးဒီအလဲလေးတွေဆိုရင်လည်းဒီဘက်ကပြီးတော့တိုင်ကိုကောက်ခဲ့တယ်လို့မျိုးဒီလိုမျိုးဒီဘက်ချမ်းမှာလည်းကောက်မယ်မာကာမှတ်မယ်ပြီးဒီဘက်ချမ်းမှာလည်းကောက်မယ်မာကာမှတ်မယ်ပြီးရင်ဒီဘက်ချမ်းလေးမှာလည်းကောက်မယ်မာကာမှတ်ပြီးသွားတော့ရှင်အခုပထမတန်းလေးရဲ့အဆုံးကိုအခုရောက်လာပြီပေါ့နော်ပထမတန်းအဆုံးလေးရောက်လာပြီဆိုရင်ဝီတို့ကအခုဒီနောက်ဆုံးပေါ့နော်ဒီတိုင်ရှည်တိုင်ရှိတဲ့အထိကိုဝီတို့ထိုးပြီးသွားပြီဆိုရင်ဒီအားလေးကိုမာကာလေးဖြုတ်လိုက်မယ်ဖြုတ်ပြီးရင်အဲ့ဒီနေရာမာကာထိုးထားတဲ့တိုင်လေးနဲ့ဝီတို့ကရှက်ကော်လေးဆက်လိုက်ပါမယ်ရှက်ကော်လေးဆက်ပြီးဆိုရင်အခုအိတ်လက်ကင်လေးရဲ့ပထမတန်းပြီးသွားပြီအခုဒုတိယတန်းကိုဆက်ထိုးမယ်အဲ့တော့ဒုတိယတန်းထပ်ဖို့အတွက်ဖုံမီလေးတစ်ခါထိုးမယ်ပြီးသွားရင်အဲ့ဖုံမီလေးမှာမာကာလေးနဲ့ပြန်ချိတ်ထားမယ်ပြီးသွားရင်ပုံမှန်တိုင်းပဲဝီတို့ကတိုင်တိုလေးတွေပုံမှာတိုင်တိုလေးတွေပဲဆက်ထိုးသွားမယ်ဒုတိယတန်းအဲ့တော့ဒီကနေပြီးတော့ဝီတို့ဒီရှိထိုးလာခဲ့မယ်ဒီနားရအောင်တစ်ချက်ပြပေးပါမယ်အခုဝီတို့ကဒီကနေပြီးတော့ဒီထိထိုးလာပြီးတဲ့အခါမှာအခုဒီမာကချိတ်ထားတယ်ပေါ့နော်တိုင်လေးရဲ့မရောက်ခင်ဒီတိုင်အလိုလေးမှာဝီတို့ကရက်မယ်ရက်ပြီးတော့ရှင်အဲ့နှစ်တိုင်လေးကိုတတိုင်နဲ့ပူထိုးမယ်ပေါ့နော်တတိုင်နဲ့ပူထိုးမယ်ဘာလို့အဲ့လိုမျိုးချွဲလို့ဆိုရင်ဝီတို့ရဲ့တချို့တော့အိတ်တွေမှာဆိုရင်လက်ကျိုးတွေကပေါ့နော်အိုက်ကြီးဖြစ်နေတဲ့ပေါ့နော်အဲ့တော့အိုက်အောင်သူတို့ကဝီတို့ကဒီလိုနေရာလေးတွေမှာချုပ်ချုပ်ပြီးတော့ထိုးသွားမှာပေါ့နော်အဲ့တော့အခုဒီမာကချိတ်တဲ့ဘေးနာကတတိုင်ရဲ့ဒီလိုမျိုး V stick ကိုနှစ်ခုစလုံးမယူပဲနေဝီတို့ကဒီဘက်က front လူလေးပဲယူမယ်ဒီဘက်က front လူလေးပဲအဲ့တော့ဒီတိုင်လေးမှာဒီ front လူလေးယူမယ်အခုမာကချိတ်ထားတဲ့ဒီတိုင်လေးမှာလေဝီတို့ကဒီ front လူလေးပဲယူမယ်နော်အဲ့တော့ front လေးယူပြီးတော့ရှင်အပေါ်မှာရှိတဲ့ဒီခြေသုံးပင်တွေကနှစ်ပင်လေးကိုဝီတို့ကအရင်ဆုံးထုံမယ်နှစ်ပင်လေးကိုအရင်ထုံမယ်ပြီးတော့မှအဲ့ဒီအပေါ်မှာရှိတဲ့နှစ်ပင်လေးတစ်ခါတည်းဆွဲထုံမယ်နော်အဲ့တော့ဒီနေရာလေးမှာခြုံထားပြီးတော့အဲ့တိုင်လေးကိုလည်းဝီတို့ကမာကာလေးနဲ့တစ်ချက်ထပ်မှတ်ထားမယ်ပြီးသွားရင်ဝီတို့ကဒီမှာအိတ်ကျိုးလေးပေါ့နော်ဒီလိုအိတ်ကျိုးလေးလုပ်ဖို့အတွက်ချိန်လေးပို့ပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
6 9 10အဲ့တော့ကိုဝေကချင်းကို130ပဲထိုးရတယ်ပေါ့နော်အဲ့တော့ချင်း130ထိုးပြီးတော့လို့ရှိရင်ဝေတို့ကဒီဘက်မှာလာတွဲမယ်ပေါ့နော်တွဲဖို့အတွက်ဒီချင်းလေးမလိမ်သွားအောင်ဝေတို့ကတစ်ချက် view ဆိုင်ပြီးတော့ဒီလိုမျိုးလေးညီညီလေးပေါ့နော်တစ်ချက်မှတ်လာမယ်မှတ်လာပြီးတော့ရှိရင်ဒီနေရာလေးမှာမလိမ်သွားအောင်တစ်ချက်သတိထားပါအဲ့တော့မလိမ်သွားသတိထားပြီးတော့ရှိရင်ဒီနေရာလေးရောက်ပြီးဆိုရင်ဝေတို့ကဒီမာကချိတ်ထားတဲ့နေရာလေးကနေပြီးတော့ဝေတို့ကစကောက်မယ်ပေါ့နော်အဲ့တော့မာကချိတ်ထားတဲ့နေရာလေးရဲ့ဒီရှိရတိုင်းလေးကိုဝေတို့ကနှစ်ပင်ပို့ပြီးတော့ထိုးပါမယ်ပြီးရင် front loop လေးတွေကိုပဲကောက်ပြီးတော့ထိုးမယ်အဲ့တော့ဒီ
မာကချိတ်ထားတဲ့အပေါက်ကလေးရဲ့ဒီ front လူလေးရဲ့ပြီးသွားရင်နောက်ထပ်ဘေးနားကဒီ front လူလေးရဲ့ပေါ့နော်အဲ့ဒီကနေပြီးတော့ဝေတို့ကခြေစားလေးကိုကောက်လိုက်မယ်ပြီးသွားရင်ဒီအပေါ်မှာရှိတဲ့ခြေနှစ်ပင်စလုံးကိုတခါတည်းဆွဲထုတ်မယ်အဲ့တော့ဝေတို့ကအဲ့ဒီရဲ့နေရာလေးကိုလည်းမာကလေးနဲ့တစ်ချက်မှတ်ထားပါမယ်မပြီးသွားရင်ပုံမှန်တိုင်းပဲဝေတို့ကဒီဘေးနားကတိုင်လေးတွေကိုတော့တိုင်တူလေးတွေပဲဆက်ပြီးတော့ထိုးသွားပါမယ်ဝေတို့ဒီထိထိုးသွားပါမယ်ဝေတို့အခုဒီကနေပြီးတော့ဒီထိထိုးလိုက်တဲ့နေရာမှာဒီနေရာတော့ရှင်ဝေတို့ကဒီမာကချိတ်ထားတဲ့နေရာလေးမရောက်ခင်တတိုင်ရဲ့မာကချိတ်ထားတဲ့တိုင်လေးရဲ့ဒီဘက်မာကချိတ်ထားတဲ့ဒီဘက်အချမ်းတိုင်လေးရဲ့သုံးတိုင်ကိုဝေတို့ကပူထိုးပါမယ်ဘာလို့လဲဆိုတော့ဒီနားလေးမှာအိတ်ကြိုးကြီးမအိုက်အောင်ပေါ့နော်မအိုက်အောင်ကြစ်ကလေးနဲ့မအိုက်ဘဲနဲ့လှနေအောင်ဝေတို့ကသုံးပင်ပူထိုးမယ်ပေါ့နော်အဲ့တော့ထိုးပုံထိုးနည်းလေးကိုတစ်ချက်ပြမယ်ဒီမာကရှေ့ကတိုင်လေးရဲ့ဒီ front လူလေးပဲကောက်မယ်ပေါ့နော် front လူလေးကောက်မယ်ပြီးသွားရင်ဒီမာကလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားရင်ဝေတို့ကအဲ့မာကချိတ်ထားတဲ့နေရာလေးက front လူလေးကိုလည်းထပ်ကောက်မယ်ပြီးရင်နောက်ထပ်ရှေ့ကတတိုင်းရဲ့ဒီ front လူလေးကိုလည်းထပ်ကောက်မယ်အဲ့တော့အပေါ်မှာရှိတဲ့ခြေလေးပင်ရှိမယ်အဲ့လေးပင်တဲကဒီသုံးပင်လေးကနေပြီးတော့တစ်ခါထုံမယ်ခြေကိုထုတ်ပြီးတော့မှအပေါ်မှာရှိတဲ့နှစ်ပင်စလုံးကိုတစ်ခါတည်းဆွဲပြီးတော့တိုင်တိုလေးထိုးလိုက်မယ်ပြီးရင်အဲ့တိုင်လေးကိုလည်းဝေတို့ကမာကာလေးနဲ့တစ်ချက်ချိတ်ထားပါမယ်ပြီးသွားရင်ပုံမှန်တိုင်းဝေတို့ကဒီဘေးနားကတိုင်လေးနော်ဒီမှာဒီဘေးနားတိုင်လေးတိုင်းမှာတိုင်တိုလေးတွေပဲဆက်ပြီးတော့ထိုးသွားမယ်အဲ့တော့အဲ့ဒီကနေဘယ်ထိထိုးလာမလဲဆိုရင်ဒီထိထိုးလာမယ်ဒီထိထိုးပြီးသွားပြီဆိုရင်ဒီဘက်ချမ်းလေးကိုလည်းဒီဘက်ချမ်းလောက်ခဲ့တဲ့အတိုင်းလေးပဲဒီနေရာမှာထိုးမယ်ဒီနေရာမရောက်ခင်နှစ်တိုင်လေးမှာဝေတို့ကတိုင်ဒီဘက်ကလိုမျိုးလေးပဲနှစ်ပင်ပူးပြီးတော့ထိုးမယ်ထိုးပြီးတော့ရှိရင်ဝေတို့ကဖုံမီလေး130ပေါ့နော်ချင်း130တက်သွားမယ်ဒီဘက်ရောက်တော့ရှိရင်ဝေတို့ကဒီတိုင်လေးနဲ့ဒီတိုင်လေးကိုနှစ်ပင်ပူးပြီးတော့အရှိက front လေးတွေကိုပဲကောက်ပြီးတော့တိုင်တိုလေးထိုးမယ်ပြီးအဲ့နေရာမှာမာကာလေးမှတ်မယ်ပြီးတော့ဒီထိထိုးလာခဲ့မယ်ဒီနေရာရောက်တော့ရှိရင်လည်းဒီဘက်ကထိုးထားတဲ့အတိုင်းလေးပဲဒီနေရာမှာထိုးမယ်ပြီးရင်ဒီနေရာလေးထိဆက်ပြီးတော့ထိုးသွားမယ်ပေါ့နော်ဒီနေရာရောက်ရင်တစ်ချက်ပြန်ပြပေးပါမယ်ရှင်ဝေတို့ကဒီဘက်ချမ်းလေးကိုလည်းဒီအောက်ကထိုးထားတဲ့အချမ်းလေးတိုင်းပဲเนาะအခုဒီလိုမျိုးလေးဖုံမီ130ရဲ့ဒီနေရာလေးတွေမှာလည်းဝေမပြောခဲ့သလိုလေးပဲဟိုဘက်ချမ်းအတိုင်းလေးပဲထိုးလာပြီးတော့ရှင်ဒီဆုံးရောက်ပြီးဆိုရင်ဒီနေရာလေးရောက်ပြီးဆိုရင်ဒီနေရာလေးမှာတစ်ခါထပ်ပြီးတော့တိုင်လေးသွားမထိုးပါနဲ့ဘာလို့ဆိုတော့ဒီလိုမျိုးလေးဆက်တော့မှဝေတို့ကအတိဖြစ်မှာပေါ့နော်မဆိုဒီနားမှာခုံးပြီးတော့ပို့ထွက်နေမှာဆိုလို့ပေါ့နော်အဲ့တော့ဒီနားရောက်ပြီးဆိုရင်ဝေတို့ကရက်ပြီးတော့ဒီမှာကချိတ်ထားတဲ့တိုင်လေးမှာဝေတို့ရှက်ကော်လေးနဲ့ကော်လိုက်ပါမယ်ဒီလိုလေးကော်လိုက်မယ်ကော်ပြီးသွားရင်ဝေတို့ကတင်းတင်းလေးဆွဲမယ်ပြီးတော့ရှိရင်ဝေတို့ကအဲ့နေရာလေးမှာမာကာလေးနဲ့တစ်ချက်ထပ်မှတ်ထားမယ်ပြီးရင်နောက်ထပ်ဝေတို့ဖုံမီလေးတက်မယ်ဖုံမီလေးတက်တော့ရှိရင်လည်းအဲ့ဒီဖုံမီလေးမှာဝေတို့ကမာကာလေးတစ်ချက်ထပ်မှတ်ထားမယ်အဲ့တော့အဲ့နေရာလေးမှာဒီမှာမာကာလေးမှတ်ပြီးသွားရင်ဝေတို့ကပုံမှန်တိုင်းလေးပဲတိုင်းတူပေါ်လေးတွေမှာတိုင်းတူလေးတွေဝေတို့ဆက်ပြီးတော့ထိုးသွားမယ်ဒီတတိယတန်းပေါ့နော်ဒါဆိုရင်အခုဒီဟာကတတိယတန်းဆက်ထိုးနေတာပေါ့နော်အဲ့တော့ဝေတို့ကအခုဒီကနေပြီးတော့ဒီနာမရောက်ခင်ဒီထိုးလာခဲ့မယ်ပေါ့နော်ဝေဒီနာတစ်ချက်ရောက်လို့ရှိရင်ပြန်ပြပေးပါမယ်ဝေတို့ကအခုဒီကနေပြီးတော့ဒီထိုးလာတဲ့အခါမှာဒီနာရောက်ပြီဆိုရင်ဝေတို့ကဒီတိုင်လေးနှစ်ခုကိုပူးပြီးတော့ထိုးပါမယ်အဲ့တော့တိုင်နှစ်ခုကိုဘယ်လိုပို့ထိုးမလဲဆိုရင်ဒီတိုင်လေးကအရှိရ front လူလေးကိုကောက်မယ်ပြီးရင်ဒီမှာကထိထားတဲ့တိုင်လေးရဲ့ front လူလေးကိုကောက်မယ်ကောက်ပြီးတော့အဲ့နှစ်ပင်လေးကိုတစ်ခါတည်းဝေတို့ပူထိုးမယ်ပြီးရင်မာကာလေးကိုဒီနေရာလေးမှာပြန်ပြီးတော့မှတ်ထားမယ်ပြီးသွားရင်ဝေတို့ကချိန်လေးရဲ့ဒီဘက်ကဒီအပေါ်မှာမထိုးဘဲနဲ့ဒီနောက်ကျောလေးကိုလာလိုက်တော့ရှိရင်ဒီမှာအခုံးလေးရှိတယ်အဲ့ဒီအခုံးလေးတွေကနေပြီးတော့ဝေတို့ကထိုးသွားပါမယ်ဒီအခုံးလေးတွေကနေပြီးတိုင်တိုလေးတွေထိုးရမယ်အဲ့တော့ဘယ်လိုထိုးမလဲဆိုရင်ဝေတို့ကတစ်ချက်ဒီဘက်ကိုလန်လိုက်တော့ရှိရင်ဒီအောက်ခြေလေးမှာအခုံးလေးတစ်ခုရှိတယ်ပေါ့နော်ဒီမှာဒါလေးကိုကြော်သွားမှာဆိုလို့ဒီမှာအခုံးလေးတစ်ခုရှိတယ်နော်အဲ့ဒီခုံးလေးကိုမေ့ပြီးတော့မကောက်မိမှာဆိုအဲ့တော့ဝေတို့ဒီလိုလေးလှည့်လိုက်မယ်
လှည့်ပြီးသွားရင်အဲ့ဒီခုံးလေးကနေဝီဒိုကချီလေးကိုကောက်လိုက်မယ်ကောက်ပြီးတော့မှဒီချီစားလေးနဲ့ဆွဲမယ်ဆွဲပြီးတော့မှဆွဲထုတ်ပြီးတော့ရှင်တိုင်တိုလေးဝီဒိုအမှတစ်တိုင်းထိုးမယ်နော်ပြီးသွားရင်နောက်ဘေးနားဒီတိုင်လေးမှာလည်းတိုင်တိုလေးထိုးမယ်ဒီလိုမျိုးလေးရမယ်အဲ့တော့ဝီဒိုကိုဒီမလေးရမယ်အဲ့တိုင်လေးပဲဝီဒိုကဒီနောက်ကအခုံးလေးတွေကနေပြီးတော့ပဲတိုင်တိုလေးတွေဒီလိုမျိုးလေးတွေပဲထိုးသွားပါမယ်တကယ်လို့ဒီလိုမျိုးထိုးကောက်လို့မရဘူးဆိုရင်ဒီလိုမျိုးအပ်လေးနဲ့ပေါ့နော်ဒီလိုမျိုးလေးနည်းနည်းလေးခြောင်သွားအောင်ဒီလိုမျိုးလေးဆွဲပြီးတော့မှားလိုက်မှားပြီးတော့မှဝီဒိုကဒီလိုမျိုးလေးချီအဲ့ဒီတည်းကိုအခလေးကိုချီစားလေးကိုဆွဲကောက်ပြီးတော့ဒီလိုထိုးသွားလိုက်ရတယ်ပေါ့နော်အဲ့တော့ဝီဒိုအဲ့လိုမျိုးလေးဒီထိဒီဘက်ရောက်တဲ့အထိဝီဒိုထိုးလာခဲ့ပါမယ်ဒီဘက်ရောက်လို့တစ်ချက်ပြန်ပြပေးပါမယ်အဲ့တော့ခုဝီဒိုကဒီကျိုးပေါ်လေးတွေမှာတိုင်တိုလေးတွေပေါ့နော်ဒီဘက်ကနေပြီးတော့ဒီဆုံးထိထိုးလာတဲ့နေရာရောက်လို့ရှိရင်ဝီတစ်ချက်ပြပေးမယ်ဘာလို့ဆိုတော့ဒီနေရာလေးမှာဆိုရင်ဝီဒိုဒီဘက်နဲ့မှာအခုံးလေးတစ်ခုကြံခဲ့သေးရပေါ့နော်အဲ့ဒီခုံးတစ်ခုကိုကြော်သွားမှာဆိုလို့ပေါ့နော်အဲ့တော့အဲ့ဒီခုံးလေးတစ်ခုပေါ်မှာဝီဒိုကတိုင်တိုလေးတစ်ခါထပ်ပြီးတော့ထိုးမယ်ထိုးပြီးတော့ရှင်ဝီဒိုကဒီဘက်ကလေးကိုလှည့်မယ်လှည့်ပြီးသွားရင်ဒီမှာမာကာချိတ်ထားတဲ့နေရာလေးရှိတယ်ပေါ့နော်အဲ့ဒီမာကာချိတ်ထားတဲ့နေရာလေးနဲ့အရှိရပင်လေးကိုဝီဒိုကနှစ်ပင်ပူးပြီးတော့ထိုးပါမယ်အဲ့တော့ဒီမာကာချိတ်ထားတဲ့နေရာလေးကိုမာကာလေးကိုခဏဖြုတ်မယ်ဖြုတ်ပြီးသွားရင်ဒီအရှိကအဲ့လိုမျိုးနှစ်ပင်ဖူးထိုးတဲ့နေရာမှာ front loop လေးကိုပဲကောက်မယ်ပြီးနောက်တစ်ပင်ကလည်း front loop လေးကိုကောက်မယ်ကောက်ပြီးတော့အဲ့ဒီကနေပြီးတော့ခြေစားလေးကိုဆွဲထုတ်မယ်ဆွဲထုတ်ပြီးသွားမှဒီအပေါ်မှာရှိတဲ့ခြေနှစ်ပင်စလုံးကိုတစ်ခါတည်းဆွဲကောက်မယ်အဲ့တော့ဒီလိုလေးရပြီဆိုရင်ဝီဒိုကတိုင်လေးကိုဒီမာကာလေးနဲ့ပြန်ပြီးတော့မှတ်ထားပါမယ်အဲ့တော့ဝီဒိုကဒီလိုမျိုးလေးရမယ်ပေါ့နော်ပြီးသွားရင်ဝီဒိုကရှစ်ဆက်ပြီးတော့ဒီတိုင်တွေရဲ့အပေါ်မှာတိုင်တူတွေကြီးပဲဆက်ပြီးတော့ထိုးသွားပါမယ်အဲ့တော့ဒီကနေပြီးတော့ဒီနားရောက်တဲ့အထိထိုးလာခဲ့ပါမယ်အဲ့တော့ဝီဒိုကဒီကနေပြီးတော့ဒီအထိထိုးလာခဲ့တဲ့အခါမှာဒီနားရောက်ပြီဆိုရင်3ပင်ပူးပြီးတော့ထိုးမယ်အဲ့တော့3ပင်ပူးပြီးတော့ထိုးတဲ့အချိန်မှာဒီမာကာရဲ့ရှေ့ရအပင်ကဒီ front loop လေးကိုကောက်မယ်ပြီးသွားရင်ဒီမာကာလေးကိုဖြုတ်ပြီးတော့မာကာရဲ့တိုင်ရဲ့ front loop လေးကိုထပ်ကောက်မယ်ပြီးသွားရင်ရှေ့ကတိုင်ရဲ့ front loop လေးကိုထပ်ကောက်မယ်ကောက်ပြီးသွားရင်အပေါ်မှာရှိတဲ့ခြေလေးပင်တွေက3ပင်လေးကနေပြီးတော့ခြေစားလေးကိုဆွဲထုတ်မယ်ပြီးသွားရင်အဲဒီအပေါ်မှာရှိတဲ့နှစ်ပင်စလုံးတစ်ခါတည်းဆွဲကောက်မယ်ပြီးသွားရင်အတိုင်လေးကိုတစ်ခါထပ်ပြီးတော့မာကာလေးနဲ့ထပ်ပြီးတော့မှတ်ထားပေးမယ်ပြီးရင်ဒီတိုင်းလေးပဲဝီဒိုကဒီရှေ့အပင်လေးကနေပြီးတော့ဆက်ပြီးတော့ထိုးသွားပါမယ်အဲ့တော့အဲ့တိုင်းလေးပဲဝီဒိုကဒီဘက်အချမ်းလိုပဲဒီဘက်အချမ်းလေးကိုလည်းဝီဒိုကဆက်ပြီးတော့ဒီမှာဆိုရင်နှစ်ပင်ပူးပြီးတော့တစ်ခါထိုးပြီးတော့မာကာလေးနဲ့ပြန်မှတ်မယ်ပြီးရင်ဒီပေါ်မှာတိုင်တိုလေးတွေထိုးသွားမယ်ပြီးသွားရင်ဒီရောက်တော့ရှိရင်လည်းနှစ်ပင်ပူးပြီးတော့တစ်ခါထိုးမယ်ပြီးသွားရင်ဒီကိုထိုးသွားပြီးတော့ဒီမှာဆိုရင်တော့ဒါထဲမှာဆိုရင်တော့3ပင်ပူးပြီးတော့ထိုးပြီးတော့ဝီဒိုဒီနားထိထိုးလာခဲ့ပါမယ်ဒီနားရောက်ရင်ဝီတစ်ချက်ပြန်ပြပေးပါမယ်ရှင်အခုဝီဒိုကဒီတတိယတန်းလေးပေါ့နော်ဒီနှစ်ဖက်စလုံးကိုဒီမှာအဆုံးထိထိုးလာပြီးတော့ပြီဆိုရင်ဝီဒိုကဒီနေရာရောက်တော့ရှင်ဝီတစ်ချက်ပြမယ်ဒီနေရာရောက်တော့ရှင်ပထမဆုံးဒီမာကာလေးမရောက်ခင်ဒီအရှိကတိုင်လေးအထိပေါ့နော်ဝီဒိုကတိုင်တိုလေးတစ်တိုင်ထိုးမယ်ပြီးသွားရင်ဒီပထမဆုံးမာကာလေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားရင်အဲ့ဒီမာကာကိုကြော်ပြီးတော့ဒီဒုတိယဒီမာကာလေးမှာရှက်ကော်လေးနဲ့ဆက်လိုက်မယ်အဲ့တော့ဝီဒိုကအခုဒီလိုမျိုးလေးရမယ်ချက်ကော်လေးနဲ့ဆက်ပြီးသွားပြီဆိုရင်ဝီဒိုကဒီမှာဖုံးမီလေးတစ်ခါထိုးပြီးတော့ခြေစားလေးကိုဖြတ်လိုက်ဖြတ်ပြီးသွားလို့ရှိရင်ဝီဒိုဒီလိုအနားတက်တဲ့အခလေးနဲ့ဒီခြေစားလေးကိုဝီဒိုကဒီအတွင်းထဲထိကိုထည့်ပြီးတော့တင်လိုက်မယ်ဘယ်လိုတင်မလဲဆိုရင်ဝီဒိုကဒီကြားထဲကနေထည့်ပြီးတော့ဒီအနောက်ထဲကိုပေါ့နော်မလာတဲ့ဘက်အချမ်းလေးကိုထည့်ပြီးတော့တင်မယ်
အဲ့တော့ဝီတို့ကဒီလိုလေးသိမ့်လိုက်မယ်ပြီးသွားရင်ဒီချီစာလေးကိုကကြီးလေးနဲ့ရက်ဖြတ်ဒီချီစာလေးကိုလည်းတစ်ဖက်တစ်ချက်စီကိုထည့်ပြီးတော့ပေါ့နော်တနေရာလေးကိုထည့်ပြီးတော့သိမ့်လိုက်ပါမယ်ဝီတို့ကဒီလိုလေးပေါ့နော်တဒန်းထိုးပြီးသွားပြီဆိုရင်နောက်တစ်ခုပေါ့နော်ဒီအဖြူအောင်ချီစာလေးကိုယူမယ်ယူပြီးရင်ဝီတို့ snake knot လေးရင်လုံးမယ်စင်တော်လေးလုပ်ပြီးတော့ရှင်ဝီတို့ကဒီအလဲနေရာလေးပေါ့နော်ဒီအလဲနေရာလေးကနေပဲကောက်လိုက်မယ်ကောက်ပြီးတော့ဒီကြီးစားလေးကိုအနောက်ဘက်မှာထည့်သိမ်းပြီးတော့ဝီတို့ကတိုင်တိုလေးတစ်တိုင်းထိုးမယ်တိုင်တိုလေးတစ်တိုင်းထိုးမယ်ပြီးတီတင်းလေးဆွဲမယ်ပြီးတော့ရှင်ဝီတို့ကအဲ့နေရာလေးမှာမာကာလေးချိန်ထားမယ်ပြီးတော့ဝီတို့ကဖုံးမီလေးတစ်ခါထိုးမယ်ပြီးအောက်မှာလည်းတိုင်တိုလေးတစ်ခုကိုကြော်ပြီးတော့မှဒုတိယတိုင်တိုလေးမှာဝီတို့ကတိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်နောက်တစ်ခါဖုံးမီလေးတစ်ခါထိုးမယ်အောက်ကတိုင်တစ်တိုင်းကိုလည်းကြော်မယ်ဒုတိယတိုင်လေးမှာတိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်နောက်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးရင်ဒီအောက်ကတိုင်လေးတိုင်ကြော်ပြီးဒီရှေ့တိုင်လေးမှာတိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်ဖုံးမီလေးတစ်ခါထိုးမယ်ဒီအောက်ကတိုင်လေးတိုင်ကြော်ပြီးဒီရှေ့တိုင်လေးမှာတိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးရင်ဒီအောက်ကတိုင်လေးကိုကြော်ပြီးတော့ဒီမာကာရှိရတိုင်လေးမှာကြတော့နှစ်ခုကိုဒီလိုမျိုးလေးပူပြီးတော့ပေါ့နော် front loop လေးတွေပဲကောက်ပြီးတော့ထိုးပြီးတော့တိုင်တိုလေးတိုင်ထိုးပါမယ်ပြီးရင်ဒီမာကာလေးကိုဝီတို့ကလုံးဝဖြုတ်လိုက်တော့ပါဖြုတ်ပြီးသွားပြီဆိုရင်ဝီတို့ကဖုံးမီလေးတစ်ချက်ထိုးမယ်ပြီးသွားရင်ဒီနေရာမှာလည်းဒီမှာတိုင်လေးတစ်တိုင်ရှိတယ်ပေါ့နော်ဒီတိုင်လေးကိုကြော်ပြီးတော့ဝီတို့ကဒီရှေ့တိုင်လေးမှာတိုင်တိုလေးတစ်တိုင်ထိုးမယ်ပြီးနောက်ဖုံးမီလေးတစ်ခါထိုးမယ်ဒီအောက်ကတိုင်လေးတိုင်ကြော်ပြီးဒီရှေ့တိုင်လေးမှာတိုင်တိုလေးတစ်တိုင်ထိုးမယ်အဲ့လိုမျိုးလေးပဲဝီတို့ကဒီအပေါ်ရန်လေးကိုဘယ်ထိထိုးသွားမလဲဆိုရင်ဒီထိထိုးသွားမယ်ဒီနောက်ရောက်တော့ရှင်ဝီတစ်ချက်ပြန်ပြပေးပါမယ်အဲ့တော့ကိုဝီတို့ကဒီကနေပြီးတော့ဒီနေရာထိရအောင်ထိုးလာတဲ့နေရာမှာဆိုရင်ဒီနေရာမှာဆိုရင်ဝီတို့အခုဘယ်လိုဖြစ်လဲဆိုရင်ဖုံးမီတစ်ခုချပြီးသားတော့ရှိရင်အောက်ကတိုင်တိုင်ကိုလည်းကြော်ပြီးတော့ဒီတိုင်လေးမှာဝီတို့ကတိုင်တိုလေးတိုင်ထိုးမယ်ပြီးတော့ဖုံးမီတစ်ခုချပြီးတော့ရှိရင်နေရာမှာကြတော့ဝီတို့ကဒီအောက်ကတိုင်တိုင်ကြော်ပြီးတော့ရှိရင်အခုမာကချိတ်ထားတဲ့နေရာလေးကိုဖြုံမယ်ပြီးရင်အဲ့နေရာလေးရဲ့ front loop လေးနဲ့နောက်တိုင်ရဲ့ front loop လေးကိုကောက်ပြီးတော့အဲ့မှာတိုင်တိုလေးတိုင်ထိုးမယ်ပြီးရင်မာကာကိုပြန်မှတ်စရာမလိုတော့ဘူးပေါ့နော်ပြီးတော့ရင်အဲ့တိုင်လေးပဲဝီတို့ကဘယ်ထိထိုးလာမလဲဆိုရင်ဒီကနေပြီးဒီထိထိုးလာခဲ့မယ်ဒီနေရာရောက်တော့ရှိရင်ကြတော့တစ်ချက်ပြန်ပြပေးပါမယ်ရှင်ဝီတို့ကဒီကနေဒီထိထိုးလာပြီးတဲ့အခါမှာဖုံးမီလေးတစ်ခါထိုးမယ်ပြီးတော့အောက်မှာဒီရှေ့တိုင်လေးကိုကြော်မယ်တိုင်လေးကြော်ပြီးတော့အခုဒီညမှာကြတော့ကွက်တီဖြစ်တယ်ပေါ့နော်ဒီရှေ့တိုင်လေးရဲ့ front loop လေးရဲ့ပြီးသွားရင်ဘေးနားကတိုင်လေးရဲ့ front loop လေးရဲ့ပြီးအရှေ့တိုင်လေးရဲ့ front loop လေးအဲ့သုံးခုလုံးကိုတစ်ခါတည်းကောက်မယ်ပြီးသွားရင်တိုင်တိုလေးထိုးမယ်ပြီးရင်မာကာလေးပြန်ချိတ်စရာမလိုတော့ဘူးပေါ့နော်ပြီးရင်ဖုံးမီတစ်ခါချားမယ်ပြီးရင်ဒီရှေ့တိုင်လေးတိုင်ကြော်ပြီးတော့ဒီရှေ့တိုင်လေးမှာတိုင်တိုလေးတိုင်ထိုးမယ်ပြီးရင်ဖုံးမီတစ်ခါထိုးမယ်ပြီးရင်ဒီရှေ့တိုင်လေးကိုကြော်ပြီးတော့ဒီရှေ့တိုင်လေးမှာတိုင်တိုထိုးမယ်အဲ့တော့အခုဝေထိုးပြတဲ့ဒီဘက်ချမ်းအတိုင်းလေးပဲပေါ့နော်ဒီဘက်ချမ်းလေးကိုလည်းပဲဟိုဘက်ကအတိုင်းလေးပဲဆက်ပြီးတော့ဒီထိထိုးသွားပါမယ်ရှင်ဒီနိုင်ရအောင်တစ်ချက်ပြန်ပြပေးပါမယ်အဲ့တော့ခုဝေတို့ကဒီအစနေပြီးတော့ပေါ့နော်ဒီအဆုံးထိထိုးလာပြီးတဲ့အခါမှာဒီနေရာရောက်တော့ရှိရင်ဝေတို့ကဒီမှာတိုင်တိုနှစ်တိုင်ကြော်တယ်ပေါ့နော်တိုင်ကြော်တဲ့အခါမှာဖုံးမီတစ်ခုချပြီးတော့ဒီမာကာချိတ်ထားတဲ့နေရာလေးမှာဝေတို့ကရှက်ကော်လေးနဲ့တော့ကော်လိုက်ပါမယ်ပြီးသွားရင်ဖုံးမီလေးတစ်ခါထိုးပြီးတော့ချီစာလေးကိုဆွဲဖြတ်ပြီးတော့ရှင်ချီစာလေးကိုအနားတက်လိုက်ပါမယ်ဒါဆိုရင်ဒီဘက်အချမ်းတစ်ခုပြီးသွားပြီပေါ့နော်ဝေတို့ကဒီလက်ကင်ကျိုးလေးရဲ့အပြင်ဘက်ကိုထိုးပြီးသွားပြီဆိုရင်ဒီအတွင်းဘက်ကတစ်ဖက်တစ်ချက်စီကိုလည်းထိုးမယ်ပေါ့နော်အဲ့တော့ဒီအတွင်းဘက်ကတစ်ဖက်တစ်ချက်စီအရင်ဦးဆုံးတိုင်တိုလေးတစ်တန်းကိုပိုင်းအောင်ချီလေးနဲ့အရင်ထိုးပါမယ်အဲ့တော့ပိုင်းအောင်ချီလေးနဲ့အရင်ဦးဆုံး snip knot လေးအရင်လုပ်မယ်ပြီးရင်ဒီ snip knot လေးကိုအမှပဲချိန်မယ်ပြီးရင်ဒီအလဲလောက်လေးရနေပြီးတော့တိုင်တိုလေးတစ်ချက်ထိုးပါမယ်ထိုးပြီးသွားရင်ဝေတို့ကအဲ့တိုင်လေးကိုမာကာလေးနဲ့မှတ်ထားလိုက်မယ်ပြီးသွားရင်ပုံမှန်တိုင်းပဲဝေတို့ကတိုင်တိုလေးကြီးပဲဆက်ပြီးတော့ထိုးလာခဲ့မယ်
ဒီကနေပြီးတော့ဒီထိထိုးလာမယ်ဒီနားရအောင်တစ်ချက်ဝေးပြပြပါမယ်ရှင်ဝေတို့ကဒီအစနေပြီးတော့ဒီနားထိမာကနားမရောက်ခင်တိုင်တို့အရှိတိုင်မှာရက်ပြီးတော့အဲ့ဒီမာကရှိရတိုင်လေးရဲ့ဒီမာကချိတ်ထားတဲ့တိုင်လေးရဲ့ဒီမာကဒီဘက်ကအချမ်းအတိုင်လေးရဲ့3မင်ကိုပူးထိုးမယ်ပေါ့နော်ပူးထိုးဖို့အတွက်ဝေတို့ကအရှိက front လူလေးတွေပဲကောက်သွားမယ်ပြီးရင်ဒီမာကလေးကိုဖြုံမယ်ဖြုတ်ပြီးသွားရင်အဲ့မာကဖြုတ်ထားတဲ့တိုင်လေးမှာလည်း front လူကောက်မယ်ပြီးနောက်တစ်ပင်မှာလည်း front လူလေးကောက်မယ်ပြီးရင်အဲ့ဒီကနေပြီးတော့ဒီပန်းရောင်ချီစာလေးကိုဆွဲကောက်ပြီးအပေါ်မှာရှိတဲ့ခြေနှစ်ပင်စလုံးကိုတစ်ခါတည်းဆွဲထုတ်မယ်ပြီးရင်အဲ့ဒီတိုင်လေးကိုဝေတို့ကမာကာလေးနဲ့ထပ်ပြီးတော့မှတ်ထားလိုက်မယ်ပြီးရင်ပုံမှန်တိုင်းပဲဝေတို့ကတိုင်တိုလေးတွေဆက်ပြီးတော့ထိုးသွားမယ်ဒီကနေပြီးတော့ဒီနားရောက်တဲ့ဒီထိုးသွားမယ်ဒီနားရောက်ကိုချက်ပြန်ပြပေးပါမယ်အခုဒီကနေပြီးတော့ဒီထိထိုးပြီးတဲ့အခါမှာဒီနားရောက်တဲ့အခါမှာဝေတို့ကဒီအရှိလေးမှာလည်းတိုင်တိုလေးတစ်တိုင်းထိုးမယ်ပြီးရင်ဒီမာကာလေးတထားတဲ့နေရာလေးမှာလည်းတိုင်တိုလေးတစ်တိုင်းထိုးမယ်ပြီးသွားရင်ဒီအရှိမှာကျတော့ဒီမျိုးလေးရှိတယ်ပေါ့နော်ဒီမျိုးလေးရှိနေရာမှာဒီနေရာလေးမှာတိုင်တိုလေးတစ်ချက်ထိုးမယ်ပြီးရင်အဲ့နေရာလေးကတိုင်ကိုဝေတို့ကမာကာလေးနဲ့ပြန်မှတ်ထားမယ်ပြီးရင်ပုံမှန်တိုင်းပဲဝေတို့ကဒီမှာဒီနေရာလေးမှာတိုင်တိုလေးတစ်ချက်ထိုးမယ်ပြီးရင်နောက်ဒီကျိုးပေါ်ရောက်သွားပြီဆိုတော့ဒီကျိုးပေါ်ကတိုင်ဒီမှာတိုင်တိုတွေကြီးပဲထိုးသွားပါမယ်အဲ့တော့ဝေတို့ကဒီကနေပြီးတော့ဒီနေရာရောက်တဲ့အထိထိုးလာခဲ့ပါမယ်ဒီနေရာရောက်ရင်ဝေတစ်ချက်ပြန်ပြပေးပါမယ်ရှင်အခုဝေတို့ကဒီအတွင်းမဲ့ရင်ပေါ့နော်ဒီဘက်ကနေပြီးတော့ဒီနားထိထိုးလာပြီးတဲ့အခါမှာဒီနားရောက်တော့ရှိရင်ဝေတို့ကဒီနေရာလေးမှာတိုင်တိုလေးတစ်ခုရှိတယ်ပေါ့နော်ဒီတိုင်တိုလေးမှာဝေတို့ကတိုင်တိုတစ်ခါထိုးမယ်ပြီးသွားရင်ဒီနေရာလေးမှာကျတော့ဝေတို့ကဒီကြားလေးမှာတိုင်တိုင်ရှိသေးတယ်နော်အဲ့တိုင်လေးမှာလည်းတစ်ခါတစ်ချက်ထိုးမယ်ပြီးသွားရင်ဒီနေရာမှာကျတော့ဒီနေရာကိုကြော်ပြီးတော့ဝေတို့ကဒီမှာတိုင်လေးရှိတယ်အဲ့တိုင်လေးမှာဝေတို့ကတစ်ချက်ထိုးလိုက်ပါမယ်ထိုးပြီးသွားရင်အဲ့တိုင်လေးကိုဒီမာကာလေးကိုဖြုတ်ပြီးတော့ဒီဘက်ကိုရွှေ့လိုက်မယ်ပြီးသွားရင်ပုံမှန်တိုင်းလေးပဲဝေတို့ကဒီနေရာလေးမှာတစ်တိုင်းထိုးမယ်ပြီးရင်ဒီအောက်ကဒီတိုင်းလေးပဲဝေတို့ဒီစခဲ့တဲ့ဒီနေရာထိထိုးသွားပါမယ်အခုဝေတို့ကဒီကနေဒီကြီးကိုထိုးလာပြီးသားပြီဆိုရင်ဒီနေရာလေးမှာတိုင်တိုင်းထပ်ပြီးတော့ထိုးမယ်ပြီးသွားရင်ဒီမာကချိတ်ထားတဲ့နေရာလေးကိုရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးသွားရင်ဝေတို့ကချိန်လေးတစ်ခါထိုးပြီးတော့ချီစာလေးကိုဖြတ်လိုက်ပါမယ်ပြီးသွားရင်တော့ဒီချီစာလေးကိုဒီထဲကိုထည့်ပြီးတော့အနားတက်လိုက်ပါမယ်ရှင်အခုဝေတို့ကပန်းရောင်ချီလေးနဲ့ဒီတန်းထိုးပြီးသွားပြီဆိုရင်နောက်တစ်ခုကျတော့အဖြူရောင်ချီလေးနဲ့ပေါ့နော်ခုနကအပြင်တန်းလိုပဲဒီလိုမျိုးလေးအဖြူရောင်လေးကိုနားကုန်မယ်ပေါ့နော်အဲ့တော့အဖြူရောင်ချီလေးကိုယူမယ်ပြီးသွားရင် snake claw လေးအရင်လုပ်မယ်လုပ်ပြီးသွားရင်ဒီအက်ထဲမှာပဲဒီ snake claw လေးကိုတွဲပြီးတော့ဝေတို့ကဒီထောင်လေးကဒီနေရာလေးကနေပဲတိုင်တိုလေးထိုးပါမယ်ပြီးရင်အတိုင်တိုလေးကိုဝေတို့ကမာကာလေးနဲ့မှတ်လိုက်မယ်မှတ်ပြီးသွားရင်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးရင်အောက်ကတိုင်လေးတိုင်ကိုကြော်ပြီးတော့ဒီအရှိရတိုင်လေးမှာတိုင်တိုလေးတစ်ချက်ထိုးမယ်ပြီးရင်ဖုံးမီတစ်ခါထိုးမယ်ပြီးရင်ဒီအောက်ကတိုင်လေးတိုင်ကိုကြော်မယ်ဒီရှိရတိုင်လေးမှာပုံမှန်လိုပဲတိုင်တိုလေးထိုးမယ်အဲ့လိုလေးပဲဝေတို့ကဒီနေရာထိထိုးလာခဲ့ပါမယ်အခုဝေတို့ကဒီနေရာလေးရောက်ပြီဆိုရင်ဒီမှာတိုင်ကိုကြော်ပြီးတော့ဒီရှိရတိုင်လေးမှာတိုင်တိုတစ်ချက်ထိုးမယ်ပြီးသွားရင်ဖုံးမီတစ်ခါထိုးမယ်ဒီနေရာမှာကျတော့ဝေတို့ကအခုဒီမာကာရောက်တဲ့နေရာရောက်သွားတာပေါ့နော်အဲ့မာကာရောက်တဲ့နေရာမှာဝေတို့ကဒီနေရာလေးရောဒီအရှိက front လူလေးရောဒီမာကာထည့်ထားတဲ့ front လူလေးရော
ပြီးရင်နောက်တစ်ပင်က front လူလေးရောသုံးပင်ကိုပူကောက်ပြီးတော့တိုင်တိုလေးတစ်ချက်ထုတ်လိုက်ပါမယ်မကြောတော့ဘူးပေါ့နော်ဒီနေရာလေးမှာပြီးသွားရင်မာကာကိုပြန်မတက်တော့ဘူးပြန်မတက်ဘဲနဲ့တိုင်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးသွားရင်အောက်ကဒီတိုင်တိုင်ကြော်ပြီးတော့ဒီရှေ့မှာတိုင်တိုးတိုင်ထိုးမယ်ပြီးရင်ဖုံးမီတစ်ခါထိုးမယ်အောက်ကတိုင်တိုင်ကြော်မယ်အဲတိုင်လေးဝေတို့ကဒီနာရောက်တဲ့အထိထိုးလာခဲ့ပါမယ်အဲ့တော့ကိုဝေတို့ကဒီနာနေဒီနာထိရောက်တဲ့အခါမှာဒီမှာဖုံးမီလေးတစ်ခါထိုးမယ်ပြီးသွားရင်ဒီအောက်မှာတိုင်တိုင်ကြော်မယ်တိုင်တိုင်ကြော်ပြီးတော့ရှင်ဝေတို့ကဒီနေရာလေးကတိုင်ကိုfront လူလေးရဲ့ဒီမာကာလေးချိတ်ထားတဲ့ front လူလေးရဲ့ကိုနှစ်ခုကိုတစ်ခါတည်းပူထိုးမယ်ပေါ့နော်ပြီးသွားရင်မာကာပြန်ချိတ်စရာမလိုတော့ဘူးမာကာမချိတ်ဘဲနဲ့ဝီဒိုကနောက်ထပ်ဖုံးမီလေးတစ်ခါထိုးမယ်ပြီးရင်ဒီအောက်မှာဒီတိုင်တိုင်ကြော်ပြီးတော့ဒီပေါ်တိုင်လေးမှာတိုင်တိုလေးတစ်ချက်ထိုးမယ်ပြီးရင်ဖုံးမီတစ်ခါထိုးမယ်ဒီအောက်ကတိုင်တိုင်ကြော်မယ်ဒီမှာတစ်ခါထိုးမယ်အဲ့တိုင်းလေးပဲဝေတို့ကဒီအတွင်းကဒီအတွင်းသားလေးပေါ့နော်ဒီအတွင်းသားပတ်ချလေးကိုဝေတို့ဒီနေရာရောက်ရင်လေဒီဘက်ကလှုပ်ထားတဲ့ပုံစံတိုင်းလေးပဲလှုပ်ပြီးတော့ဒီနေရာပြီးဆိုရင်ဝေတို့ကရှက်ကော်လေးနဲ့ဆက်ပြီးတော့ထိုးလာလိုက်ပါမယ်အဲ့ဒီအတိုင်းလေးပဲဝေတို့ကဒီဘက်အချမ်းလေးပေါ့နော်ဒီဘက်ချမ်းလေးအတွင်းတက်ကိုလေဟိုဘက်ကပုံစံတိုင်းလေးပဲဝေတို့ကထိုးပါမယ်ဗီဒီယိုအရန်ရှည်မှာဆိုလို့ဝေထိုးမပြတော့ပါဘူးအဲ့တော့ဒီဘက်ချမ်းလေးကိုလေဟိုဘက်ကပုံစံတိုင်းပဲပြန်ကြည့်ပြီးတော့ဒီဘက်ချမ်းလေးကိုလည်းထိုးပါမယ်ရှင်အဲ့တော့အခုဝေတို့ကဒီဘက်ကျိုးလေးကိုလည်းဒီဘက်ချမ်းကလိုပဲဝေရအခုဆိုရင်အပြည့်စုံပေါ့နော်နှစ်ဖက်စလုံးကိုလုပ်ပြီးသွားပါပြီရှင်အခုဆိုရင်ဒီအိတ်ကလေးကိုအကုန်လုံးပြီးသွားပါပြီရှင်Sorry if you like this video, don't forget to subscribe and share it with your friends. I'll see you in the next video. Bye bye.